ဒီကနေ့မှာတော့ Morgan Housel ရဲ့စာအုပ်ဖြစ်တဲ့ The Psychology of Money ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာပါ။အလုပ်တွေအသက်ကိုစူးစမ်းနေပြီမဲ့လေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာကိုစိတ်ကုန်နေပြီလား။မိတ်ဆွေကဘယ်လောက်ပဲညံကောင်းနေပါစေသင်ရဲ့ဘဏ်အကောင့်ကတော့သင်ညံကောင်းသလောက်ပြေဝမနေဘူးလို့ခံစားနေရပြီလား။တကယ်နဲ့လက်တွေ့မှာတော့ငွေကြေးဆိုင်ရာအောင်မြင်မှုကသင်ရဲ့ဉာဏ်ပညာနဲ့မဆိုင်ပါဘူး။တကယ်ဆိုင်တာကသင်ရဲ့ငွေကြေးဆိုင်ရာအလေးအကျင့်တွေဖြစ်ပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့ဒီအလေးချင်းတွေကိုနားလည်နိုင်ဖို့နဲ့ပြောင်းလဲနိုင်ဖို့ကမိတ်ဆွေထင်ထားတာထက်ပိုပြီးတော့မှလွယ်ကူပါတယ်ဒီဗီဒီယိုမှာကျွန်တော်ကသင်တို့ကို Morgan Housel ရဲ့စာအုပ်ဖြစ်တဲ့ The Psychology of Money တဲ့ကနေငွေကြေးအကြောင်းအဓိကသင်ခန်းစာ18ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုရဲ့အဆုံးမှာမိတ်ဆွေကငွေကြေးနဲ့ပတ်သက်တဲ့ဖြစ်လေဖြစ်တာရှိတဲ့အမှားတွေကိုဘယ်လိုရှောင်ရှားရမလဲကိုယ်ပိုင်ငွေကြေးအောင်မြင်မှုကိုတိုင်းတာတက်သွားပြီးတော့မှငွေကြေးလွတ်လပ်မှုကိုရယူနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့မှဗီဒီယိုအသစ်တွေကိုစောင့်ကြည့်နိုင်ပါတယ်ဒါဆိုရင်စလိုက်ကြရအောင်ဗျာအခန်း1 The Psychology of Money ဒီစာအုပ်ရဲ့ပထမဆုံးအခန်းမှာပြောထားတာကဘယ်သူမှယူမနေပါဘူးဆိုတာပါငွေဆိုတာကမ္ဘာပေါ်မှာစွမ်းအားအကြီးဆုံးတွန်းအားတွေကတခုဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဘဝတွေပေါ်သူ့ရဲ့တက်ရောက်မှုကိုခုခံနိုင်စမရှိပါဘူးစာရေးသူရဲ့ပြောကြားချက်အရလူတွေမှာငွေကြေးနဲ့ပတ်သက်လာရင်မတူညီတဲ့အမြင်တွေနဲ့အတွေ့အကြုံတွေကိုစီရှိကြပါတယ်ဒီလိုကွာခြားမှုတွေကလူတစ်ယောက်ကိုယူသွားအောင်တော့မလုပ်နိုင်ပါဘူးဆိုလိုတာကတော့မိတ်ဆွေစီမှာတမှုထူးခြားတဲ့ငွေကြေးအမြင်တခုရှိပြီးတော့သင်ရဲ့မြင်ကအခြားလူတွေနဲ့မတူဘဲနဲ့ကွာခြားပါတယ်အခြားတစ်ဖက်မှာတော့ငွေကြေးအကြောင်းကိုစာအုပ်တွေကနေသင်ယူလို့ရတယ်ဆိုတာကိုကျွန်တော်တို့အားလုံးကသိထားကြပါတယ်ဒါပေမဲ့သူတို့ကအကုန်လုံးတော့မပြောပြပေးပါဘူးဒါကဘာကြောင့်လဲဆိုတော့စာအုပ်ထဲမှာဖတ်ရတာနဲ့လက်တွေ့မှာလှုပ်ဆောင်ရတာနဲ့ကွာခြားမှုကအကြီးကြီးရှိတာကြောင့်ပါမိတ်ဆွေကိုယ်တိုင်နားလည်ဖို့အတွက်ဆိုရင်ကိုယ်တိုင်တွေ့ကြုံဘူးရပါမယ်ဥပမာဆိုရရင်သင်ကနှစ်ပေါင်းများစွာငွေကိုသုံးဖြုံလာခဲ့တဲ့ထီပေါက်သူတဦးလို့စိတ်ကူးယဉ်ကြည့်ပါငွေရသင်ကိုပျော်ရွှင်မှုလုံခြုံမှုနဲ့လေးစားမှုတွေကိုဝယ်ပေးနိုင်တယ်လို့သင်ထင်ပါသလားသင်ရဈေးကြီးတဲ့ကားတွေအိမ်တွေအဝတ်အစားတွေခရီးတွေတွားလာနိုင်တယ်သင်ရဲ့မိသားစုတွေတငယ်ချင်းတွေကိုထောက်ပံ့ကူညီလာနိုင်တဲ့အပြင်အလိုအတန်းတွေပါလောက်ကင်လာနိုင်ပါတယ်သင်ရဲ့အိမ်မက်အတိုင်းရှင်သန်နေနိုင်ပြီလို့သင်ကိုယ်သင်မြင်လာနိုင်တဲ့အပြင်တခြားလူတွေအားလုံးကလည်းမနာလို့ဖြစ်ကြပေမဲ့မတင်မှတ်ထားတဲ့တစုံတစ်ခုကဖြစ်သွားခဲ့ပါတယ်သင်ရဲ့ပတ်စံတွေအတော်များများကိုမကောင်းတဲ့ယဉ်ကျေးမှုတစ်ခုမှဆုံးရှုံးလိုက်ရပါတယ်တရားရင်ဆိုင်ရမှုတွေတို့မို့ခွာရှင်းပြည့်စည်မှုတွေIRS အခွန်စည်းကမ်းထိန်းသိမ်းရေးကလည်းတင်စီကိုမဆောင်ရသေးတဲ့အခွန်ငွေတွေအတွက်ရောက်ရှိလာခဲ့ပါတယ်။သင်ရဲ့မိတ်ဆွေတွေနဲ့မိသားစုတွေကလည်းသင်ကိုမကူညီတဲ့အပြင်စွန့်ပစ်ထားကြပါတယ်။ဒီအချိန်ညမှာသင်ကလည်းစုဆောင်းထားငွေမရှိတက်ကြွတဲ့ပညာရည်ချင်းလည်းမရှိရည်မှန်းချက်လည်းမရှိမှန်းသိလိုက်ရပါတယ်။ဒီအချိန်မှာသင်ဘယ်လိုခံစားနေရမယ်ထင်ပါသလဲ။ဒီအချိန်တွေကိုဘယ်လိုဖြေရှင်းမယ်လို့တွေးပါသလဲ။ဒီရလဒ်ကိုသင်ဘယ်လိုပြန်ပြီးတော့မှတုံ့ပြန်မယ်လို့စဉ်းစားထားပါသလဲ။သင်ကသာလူအများစုလိုသာဆိုရင်တော့စိတ်ဓာတ်တွေကျနေမယ်မျောလင်းချက်တွေမဲနေမယ်ရှက်လဲရှက်နေပါလိမ့်မယ်သင်ဒီလိုဖြစ်ရမှုအတွက်မတရားတဲ့လောကကြီးကိုဂျေဇုကန်းတဲ့လူတွေကိုပြီးတော့ကိုလည်းဒီလောက်တုံးရကောင်းလားဆိုပြီးတော့အပြစ်တင်ကောင်းတင်မိနေပါလိမ့်မယ်ကိုအဆုံးစီရင်မိလောက်တဲ့အထိအတွေးတွေကြားထဲမှာတန်တရားလည်နေမိနိုင်တယ်လို့ဒါမှမဟုတ်သင်ရပြန်ယုံထပြီးတော့မှသင်ရဲ့ဘဝကိုအပိုင်းစားလေးတွေကနေပြန်ပြီးတော့တိဆောက်ဖို့ကိုလည်းကြိုးစားနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုတွေလုပ်နိုင်မဲ့အပြင်ကိုဒီအခြေအနေကိုအခြားတစ်ဖက်ကနေကြည့်လို့ရမယ်နီလန်းတွေရှိနေသေးမယ်ဆိုရင်ဟောတကယ်လို့များသင်ရဲ့ငွေကြေးအပေါ်အတွေးမြင်ကမှားယွင်းနေတာမဟုတ်ဘဲနဲ့တခြားလူတွေနဲ့မတူယုံလေးပဲဆိုတာကိုသင်ကသတိထားမိသွားရင်ကိုတကယ်လို့များအခြားလူတွေရဲ့ငွေနဲ့ပတ်သက်တဲ့အတွေးမြင်ကသူတို့ရဲ့အတွေ့အကြုံခံယူချက်တွေနဲ့အခြေအနေတွေပေါ်မှာအခြေခံထားတယ်ဆိုရင်ကိုတကယ်လို့များသူတို့ရဲ့ရွေးချယ်မှုတွေကိုသင်ကသဘောမတူဘူးဆိုရင်တော့မှလေးစားပေးနိုင်မယ်ဆိုရင်ကိုဘယ်လိုဖြစ်နိုင်မယ်ထင်လဲဒီလိုသင်ခန်းစာမျိုးတွေကငွေကြေးနဲ့ပတ်သက်လာရင်ကျွန်တော်တို့ကိုပို့ပြီးတော့မှပွင့်လင်းစေသလိုနှိမ့်ချတက်စေဖို့ကူညီပေးပါတယ်ဒီပြင်ကမှဒီသင်ခန်းစာကကျွန်တော်တို့ကိုတန်ဖိုးကြီးတဲ့အမားတွေကိုကျူးလွန်မိခြင်းကနေပြီးတော့မှတားဆီးပေးပါသေးတယ်ဥပမာဆိုရရင်သင်ကနှစ်ပေါင်းများစွာငွေတွေကိုသုံးပြုံးလာခဲ့တဲ့ထီပေါက်သူတူလို့စိတ်ကူးယဉ်ကြည့်ပါဥပမာကျွန်တော်တို့ရှာဖွေနိုင်တာထက်ပိုပြီးတော့သုံးဆွဲတာမျိုးအန်တရယ်ကိုလစ်လျူရှုထားခြင်းသို့မဟုတ်ကိုယုံကြည်မှုလွန်ကဲခြင်းစတာတွေကိုဘယ်သူမှငါတင်သလိုယူမိုက်နေတာမဟုတ်ဘူးဆိုတာကိုသိလိုက်ခြင်းအပြင်ဒီပြဿနာတွေကိုကင်းဝေးစေပါတယ်တခြားလူတွေရဲ့ထင်မြင်ကနေကျွန်တော်တို့ကလည်းပြန်ပြီးတော့သင်ယူပြီးတော့ကျွန်တော်တို့ရဲ့ထင်မြင်တွေကိုအစစ်မြင့်တင်နိုင်ပါတယ်ဒီနေရာမှာမှတ်ထားရမှာကငါတို့မှဘာလို့လာဖြစ်ရတာလဲဆိုတာထက်ဒါကငါဘယ်လိုဖြေရှင်းရမလဲဆိုတာကပိုပြီးအရေးကြီးပါတယ်ဒါကြောင့်အမြဲအကောင်းမြင်ဖို့ကြိုးစားပြီးတော့မကောင်းတဲ့ခံစားချက်တွေအားလုံးကိုမေ့ပစ်လိုက်ပါကိုယုံကြည်မှုရှိပါတမ်းပါပြီးတော့လှုပ်ရှားရှိတဲ့အလုပ်တွေအားလုံးကိုဂရုတစိုက်လှုပ်ဆောင်ပါအောင်မြင်မှုကရလဒ်အနေနဲ့သင်နောက်ကနေလိုက်လာပါလိမ့်မယ်နောက်ထပ်ပြမယ့်အကြောင်းအရာကတော့ The Psychology of Money လို့ခေါ်တဲ့စာအုပ်ကနေကောက်လုပ်ထားတဲ့သင်ခန်းစာ18ခုတည်းကလက်ခံ Rick ဆိုတဲ့ကန်နဲ့အန်ဒီရယ်ဆိုတာပဲဖြစ်ပါတယ်စာရေးသူရဲ့ပြောကြားချက်အရလက်ခံ Rick ဆိုတာကမောင်နှမတွေပါမောင်နှမနှစ်ယောက်စလုံးကလူသားတွေရဲ့ငွေကြေးခီးစဉ်ကြီးတစ်လျှောက်မှာတာမန်ထက်ပိုပြီးတော့မှ
အကျိုးသားမှုတွေရှိပါတယ်။စာရေးသူက Bill Gates ကိုဥပမာအနေနဲ့ထားပြီးတော့မှ Bill Gates ငယ်စဉ်ကတည်းကကွန်ပျူတာတွေနဲ့ထိတွေ့ရင်နှီးခွင့်ရခဲ့တာကကံကောင်းလို့ဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ဒီလိုမျိုးအောင်မြင်မှုကိုရှောက်လန်းတဲ့နေရာမှာကံကောင်းမှုရဲ့အရေးပါပုံကိုလူတော်တော်များများကပြောလို့ရှိကြပါတယ်။ဒီအထက်ကမှတချို့တွေကကံကောင်းမှုကအရာအားလုံးပဲလို့ဆိုသလိုပဲတချို့ကြတော့လည်းအလုပ်ကြိုးစားမှုကသာအောင်မြင်ခြင်းမှာအဓိကကျတယ်လို့ညှင်းခုန်ကြပါတယ်။ဒီစံချိန်ဘက်ကြီးနှစ်ခုကြားကအဓိကကွာခြားချက်ကတော့သူတို့ရဲ့ကံဆိုတာကိုသတ်မှတ်ပုံဖြစ်ပါတယ်။အခုသင်မြင်အောင်ကြည့်လိုက်ပါ။အခုကမ္ဘာပေါ်မှာအောင်မြင်ဆုံးအကြော်ကြားဆုံးဖြစ်နေတဲ့စီးပွားရေးသမားတွေကတချို့ကိုသူတို့ထိတ်ဆုံးကိုဘယ်လိုရောက်လာတယ်လဲလို့သင်မေးလို့ရမယ်ဆိုရင်သူတို့ဘယ်လိုပြန်ဖြစ်မယ်လို့သင်ထင်ပါတယ်လဲ။သူတို့ရဲ့ကြိုးစားမှုတွေစတေးခံခဲ့ရတာတွေအောက်ခြေကစခဲ့ရတာတွေဒါတွေကိုပြောလိမ့်မယ်လို့သင်ထင်ပါသလား။တေချာဘောက်ကိုပြောပါလိမ့်မယ်။ကျွန်တော်ကသူတို့မကြိုးစားဘဲနဲ့ဒီလိုချမ်းသာလာတယ်လို့ပြောချင်တာမဟုတ်ပါဘူး။ဒါပေမဲ့သူတို့ကတခါတလေမှထုတ်ပြောဖို့မေ့နေခဲ့ကြတာတွေရှိပါတယ်။သူတို့ကိုလမ်းတစ်လျှောက်လုံးကူညီပေးခဲ့တဲ့သူတွေသူတို့ကိုအခွင့်အရေးတွေဖန်တီးပေးခဲ့သူတွေအခြေအနေတွေကိုလုံးဝခွာခြားသွားစေနိုင်မဲ့အဆက်အသွယ်လေးဒါမှမဟုတ်ပံ့ပိုးမှုလေးတွေကိုထောက်ပံ့ပေးခဲ့သူတွေစတာတွေကိုပေါ့ဥပမာပြောရရင်တော့ Gates နဲ့ Allen တို့ရဲ့အကြောင်းကိုသိပါသလား Bill Gates နဲ့ Paul Allen တို့ကကွန်ပျူတာတွေကိုဝါသနာတူကြတဲ့တငယ်ချင်းတွေဖြစ်ပါတယ်သူတို့က Seattle မြို့ကကိုပိုင်ကျောင်းမှာစတက်ကလေးကတွေ့ခဲ့ကြပြီးတော့မှတခြားကျောင်းတွေမှာမရှိတဲ့ကွန်ပျူတာကိုအဲ့ဒီကျောင်းမှာအခန်းလိုက်အစအဆုံးအသုံးပြုခွင့်ရရှိခဲ့ကြပါတယ်အဲ့ဒီချိန်ကသူတို့ program တွေအကြောင်းကိုနိုင်ပေါင်းများစွာသင်ယူခဲ့ပြီးတော့အပျော်တမ်းတွေနဲ့ software တွေရေးသားခဲ့ကြပါတယ်သူတို့ကဒီလိုခွင့်ရေးတွေကိုရတယ်ဆိုတာကကံကောင်းခဲ့တာပါဒီလိုခွင့်ရေးကြောင့်1980ခုနှစ်တွေမှာသူတို့ကတခြားသော program ရေးဆွဲသူတွေထက်နာတပြားပိုသာနေခဲ့ပါတယ်ဒါအပြင်ကသူတို့က personal computer တွေနဲ့ပတ်သက်ပြီးအနာဂတ်အတွက်လည်းအမြင်ရှိထားကြတာကြောင့်နှစ်ယောက်သားအတူတူ Microsoft Company ကိုတည်ထောင်ခဲ့ပါတယ်ဒါပေမဲ့လည်းသူတို့နှစ်ယောက်ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ပေါင်းသင်းမှုမှာလက်ခံ Rick တို့ကလည်းအရေးကြီးတဲ့နေရာကပါဝင်ခဲ့ပါတယ်Gates ကသူ့ရဲ့ Harvard တက္ကသိုလ်ကနေထွက်ပြီးတော့မှစီးပွားရေးလုပ်ငန်းကိုတည်ထောင်ဖို့ဆုံးဖြတ်ချက်ကိုပံ့ပိုးပေးမဲ့မိဘတွေကိုရထားတာကသူ့ရဲ့ကံကောင်းမှုပါ။ Allen ကတော့ကံမကောင်းစွာနဲ့ပဲ1982ခုနှစ်မှာကင်ဆာရောဂါဖြစ်ပွားခဲ့ပြီးတော့အဲဒါကြောင့်ပဲသူက Microsoft ကနေမဖြစ်မနေအနားယူခဲ့ရပါတယ်။ Gates က Allen ထပ်ပို့ပြီးတော့မှအီမန်ချက်လေးပိုကြီးတယ်လို့ပြင်းပြင်းထန်ထန်လေးဆောင်ရွက်တတ်တာကြောင့်သူတို့နှစ်ယောက်ကြားမှာတင်းမာမှုတွေရှိလာခဲ့ပါတယ်။ Gates က software ဈေးကွက်ကြီးကိုလွှမ်းမိုးနေတာဖြစ်ပြီးတော့သူ့ရဲ့ရည်မှန်းချက်အတိုင်းဖြစ်ဖို့အတွက် annual risk ကိုလက်ခံဖို့ရှိပါတယ်။ Allen ကတော့တခြားသောစိတ်ဝင်စားမှုတွေကိုရှာဖွေချင်တာဖြစ်ပြီးတော့သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုအပေါ်မှာသတိအရန်ထားပါတယ်။သူတို့နှစ်ယောက်ရဲ့မတူညီတဲ့ကိုယ်ရည်ကိုယ်သွေးတွေနဲ့ဦးစားပေးမှုတွေကသူတို့နှစ်ယောက်ကိုတပြေးပြေးချင်းလမ်းခွဲသွားစေပါတယ်။ Luck နဲ့ Risk က Gates နဲ့ Allen တို့နှစ်ယောက်စလုံးရဲ့ငွေကြေးအောင်မြင်မှုနဲ့ဘဝပျော်ရွှင်မှုအပေါ်မှာလွှမ်းမိုးသွားခဲ့ပါတယ်။ Gates ကကမ္ဘာပေါ်ကအချမ်းသာဆုံးလူတွေထဲကတစ်ယောက်ဖြစ်လာခဲ့ပြီးမြဲသူ့ရဲ့စီးပွားရေးလမ်းစဉ်တွေကြောင့်တရားရင်ဆိုင်ရမှုတွေလူတွေရဲ့ရှုတ်ချခံရမှုတွေကိုတွေ့ကြုံခဲ့ရပါတယ်။ Allen ကတော့ကင်ဆာရောဂါကနေပြန်ပြီးတော့နလန်ထူလာနိုင်ခဲ့ပြီးဘီလီယံနာတစ်ယောက်ဖြစ်လာခဲ့ပြီးမြဲဈေးဆွဲမှုနဲ့ထိကျက်မှုကြောင့်တော်တော်လေးကိုရုန်းကန်ခဲ့ရပါတယ်။နှစ်ယောက်စလုံးကသူတို့ဘဝရဲ့အတက်အကျတွေကိုအတော်လေးခံစားခဲ့ရပါတယ်။ဒီလိုဖြစ်ရတာကသူတို့ရဲ့ရွေးချယ်မှုကြောင့်လည်းမဟုတ်သလိုသူတို့ရဲ့စီးပွားရေးလှုပ်ဆောင်မှုညံ့ဖျင်းတာကြောင့်လည်းမဟုတ်ပါဘူး။ဒါနဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင်ဒီလိုမျိုးဗီဒီယိုတွေကိုဆက်လုပ်ပေးစီခြင်းနဲ့ဆိုရင်commentထားခဲ့ပြီးပါ။ဒါမှကျွန်တော်သိရမှာလည်းဖြစ်ပါတယ်ခင်ဗျ။ငွေကြေးသင်ခန်းစာ18ခုတည်းကနောက်တစ်ခုကိုဆက်ရရင်တော့ဘယ်တော့မှလုံလောက်တယ်ဆိုတာမရှိဘူးလို့ယွတ်နေပါဒီအခန်းမှာတော့ Hustle ကလုံလောက်မှုဆိုတဲ့သဘောတဘာဝကိုလေ့လာခဲ့ပါတယ်ဒီအပြင်ကိုလူတွေရဲ့မာနတွေနဲ့ social media ပေါ်ကနိုင်ရှင်မှုတွေကသူတို့ရဲ့ငွေကြေးပြည့်စုံမှုအပေါ်မှာမရောက်ရင်းအောင်ဘယ်လိုတားဆီးနေတယ်လဲဆိုတာကိုလည်းလေ့လာကြည့်ခဲ့ပါတယ်ဥပမာအနေနဲ့ John D. Rockefeller ဆိုတာကသမိုင်းမှာချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီးတော့မှ Roger Gupta McKinsey Company ရဲ့အမှုဆောင်ဟောင်းတယောက်တို့ရဲ့အဖြစ်တွေနဲ့အောင်မြင်ဆုံးလူတွေတောင်မှလောဘနဲ့မနာလိုမှုတွေရဲ့သားကောင်ဖြစ်သွားနိုင်တယ်ဆိုတာကိုရှင်းပြသွားမှာပဲဖြစ်ပါတယ်။ John D. Rockefeller ဆိုတာကသမိုင်းမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ဒီနေ့ကငွေကြေးနဲ့ဆိုရင်တော့ဒေါ်လာကိုဘီလီယံပေါင်း300လောက်အထိကိုသူ့ရဲ့လောင်စာဆီလုပ်ငန်းကနေပြီးတော့ရရှိနေတာပါ။သူက private အလူရှင်တူဦးလည်းဖြစ်ပြီးတော့မှအကြောင်းအရာမျိုးမျိုးအတွက်အသန်းနဲ့ချီတဲ့ငွေကြေးတွေကိုတူတန်းခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ချမ်းသာကြွယ်ဝမှုအပေါ်မှာဘလို့မှစိတ်ကျေနပ်ခြင်းမရှိဘဲနဲ့အမြဲတမ်းပို့ပြီးတော့မှလိုချင်နေခဲ့ပါတယ်။သူစီမှာပိုင်ဆိုင်မှုဒေါ်လာတန်း100ရှိရင်သူအနားယူတော့မယ်လို့ပြောခဲ့ဘူးပေမဲ့သူပြောတဲ့အတိုင်းဖြစ်လာတဲ့အချိန်မှာလည်းသူ့ရဲ့ရည်မှန်းချက်က1ဘီလီယံအထိတိုးမြင့်သွားခဲ့ပါတယ်။စိတ်ကနာမငြိမ်မှုနဲ့စိတ်ကြယောဂါတွေကိုခံစားခဲ့ရပြီးသူ့ရဲ့ဘဝအချိန်တော်တော်များများမှာကျန်းမာရေးမကောင်းခဲ့ပါဘူး။အခြားတစ်ဖက်မှာလည်း Raja Gupta ဆိုသူက McKinsey Company ရဲ့အမှုဆောင်တူဖြစ်တယ်လို့အောင်မြင်တဲ့အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကိုရရှိထားသူဖြစ်ပါတယ်။သူမှာကဒေါ်လာတန်း100ဝင်ငွေလမ်းကြောင်းလည်းရှိပါတယ်။သူလည်းပဲလူသားချင်းစာနာမှုလုပ်ငန်းတွေမှာပါဝင်လုပ်ကိုင်သူတစ်ယောက်ဖြစ်ပြီးတော့လုပ်ဖော်ကိုင်ဖက်တွေရဲ့လေးစားမှုကိုရရှိထားသူတို့ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အဆင့်တန်းအနေအထားနဲ့ပတ်သက်ပြီးတော့သူကစိတ်ကျေနပ်မှုမရှိပါဘူး။သူဖြစ်ချင်တာကတော့တကယ်ဘီလီယံနာတထေးကြီးတွေရဲ့အတိုင်းဝိုင်းထဲမှာပါဝင်ချင်တာဖြစ်ပါတယ်။
ဒီအချိန်မှာပဲသူက trading ဘိုင်းမှာအတွင်းကျကျပါဝင်လုပ်ကိုင်နေတဲ့အတွင်း CEO ရန်ပုံငွေ hedge fund manager Raj Rajaratnam ဆိုသူနဲ့ပေါင်းမိခဲ့ပါတယ်။ Gupta ကအရေးကြီးတဲ့ရှုပ်ဝက်ချက်တဲ့အချက်လက်တစ်ခုကို Rajaratnam ကိုထုတ်ပြောခဲ့ပါတယ်။အပြန်အလှန်အနေနဲ့ Rajaratnam က Gupta အတွက်သူ့ရဲ့ရန်ပုံငွေစီမံကိန်းထဲမှာနေရာတနေရာချန်ထားပေးဖို့နဲ့တခြားသောစီးပွားရေးအခွင့်အရေးတွေကိုဖန်တီးပေးရပါမယ်။ဒါပေမဲ့ဒီလောက်ရက်ကိုဖမ်းမိခဲ့ပြီးတော့လိမ်လည်မှုနဲ့တရားစွဲခံရပြီးထောင်ဒဏ်2နှစ်ချမှတ်ခံရပါတယ်။သူ့ရဲ့ဂုဏ်သတင်းကိုလည်းဆုံးရှုံးခဲ့ရပြီးတော့မှအလောတစ်ခုလုံးပျက်စီးသွားခဲ့ပါတယ်။သင်တွေးမှုပါသလား။သင်တို့ပျော်ရွှင်ဖို့အတွက်ပတ်စံဒီဘလောက်လိုပါသလဲဆိုတာကိုသင်ရဲ့အတွေးမှာတော့ပတ်စံများများရှိသည်သင်ကပူပြီးပျော်ရွှင်ရလိမ့်မယ်လို့တွေးနေမိမှာပါ။ဒါပေမဲ့ဒါကအမြဲတမ်းတော့မှန်ကန်မနေပါဘူး။တခါတလေမှာပတ်စံတွေအများကြီးရှိတာကသင်လိုချင်တာကိုဖြစ်စေနိုင်တဲ့အပြင်ပို့ပြီးတော့ပတ်စံတွေကိုတော့မှဖန်တီးနိုင်ပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေမျိုးကသင်ကိုမပျော်ရွှင်ဖြစ်စေပြီးတော့စိတ်ဖိစီးမှုတွေကိုတော့မှတိုးလာစေနိုင်ပါတယ်။ဒါကဘာကြောင့်လဲဆိုတော့သင်ကသင်ကိုသင်ထပ်ပို့ပြီးတော့မှပိုင်ဆိုင်မှုတွေပေါများတဲ့တခြားလူတွေနဲ့စပြီးတော့နှိုင်းယှဉ်လာတာကြောင့်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲသင်ကကိုအားမရဖြစ်လာတတ်ပါတယ်။သူတို့နဲ့နှိုင်းယှဉ်ပြီးတော့သင်ကိုမပျော်ရွှင်စေတဲ့အရာတွေပေါ်မှာစပြီးတော့သင်ကပတ်စံဖြုံးมาတော့တယ်။ဒါပေမဲ့သင်ကိုတော့တခြားလူတွေရှေ့မှာကြည်ကောင်းစေပါလိမ့်မယ်။ဒါက Rockefeller နဲ့ Gupta တို့လိုတချို့သောအရန်ချမ်းသာပြီးကြော်ကြားတဲ့လူတွေသူတို့ရဲ့ကြွယ်ဝမှုတွေအပေါ်မှာဘရောမှမယောင်ရဲသူတွေမှာဖြစ်တတ်ပါတယ်။ဒီလိုနဲ့ပဲသူတို့ကပတ်စံတွေပိုရဖို့အတွက်မကောင်းတဲ့အရာတွေကိုစတင်လုပ်ကင်ကြပါတော့တယ်။ဘယ်အချိန်မှာရပ်တန့်ရမလဲဆိုတာကိုသူတို့မသိကြပါဘူး။ဒီလိုမပြည့်အောင်ရှောင်ရှားဖို့အတွက်ကူညီပေးနိုင်တဲ့နည်းလမ်းတစ်ခုကတော့လုံလောက်ပြီဆိုတဲ့သတ်မှတ်ချက်မှာပတ်စံဘယ်လောက်လဲဆိုတာထက်ငွေကြေးနဲ့ပတ်သက်ပြီးသင်ဘယ်လောက်သိရပြီလဲဆိုတာနဲ့တိုင်းတာစေချင်ပါတယ်။ကျွန်တော်တို့စီမှာရှိတာကိုပဲကျေးဇူးတင်သင့်ပါတယ်။ကျွန်တော်တို့ရဲ့မာနတွေလူအဆင့်တန်းတွေကကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကိုလွှမ်းမိုးတာမျိုးမဖြစ်သင့်ပါဘူး။လူတစ်ယောက်ကသူ့ကိုတကယ်ပျော်ရွှင်စေတဲ့အရာအပေါ်မှာပဲပတ်စံကိုသုံးသင့်ပါတယ်။ဒီလိုကိုပျော်ရွှင်ပုံပေါအောင်လုပ်ပေးတဲ့အပေါ်မှာတော့မသုံးသင့်ပါဘူး။ထပ်ပြောရရင်တော့သင်မှာကိုယ်ပိုင်ရည်မှန်းချက်တွေသတ်မှတ်ချက်တွေပဲရှိသင့်ပြီးတော့တခြားလူတွေနဲ့လိုက်ပြီးနှိုင်းယှဉ်မနေသင့်ပါဘူး။အချုပ်ပြောရရင်ဒါကသင်ရဲ့ပတ်စံနဲ့ပျော်ရွှင်နိုင်စေမယ့်တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။နောက်တစ်ခုကတော့အတိုးတက်ခြင်း compounding ဆိုတာပါပဲ။ compounding ဆိုတာကတော့ psychology of money စာအုပ်ထဲကသင်ခန်းစာ18ခုထဲကတစ်ခုဖြစ်ပါတယ်။ဒီအခါမှာတော့ပြောပြပေးသွားမှာက compounding ရဲ့စွမ်းအားအကြောင်းပါ။ငွေအတိုးတက်ခြင်း compounding ဆိုတာကအချိန်နဲ့အမျှရှိငွေအပေါ်မှာအတိုးတက်လာအောင်မြုပ်နှံထားတာပဲဖြစ်ပါတယ်။စာရေးသူဟောက်ဆယ်ကပမာဏနည်းနည်းချင်းစီတိုးတက်လာမှုကအချိန်ကြာလာတဲ့အခါမှာကြီးမားတဲ့ရလဒ်ကိုဖြစ်စေကြောင်းကိုဥပမာအနေနဲ့သဘာဝတရားကြီးနဲ့သမိုင်းကြောင်းကိုရှင်းပြပေးထားပါတယ်။စာရေးသူက Warren Buffett ရဲ့အကြောင်းကိုလေ့လာစရာအကြောင်းအရာတွေအနေနဲ့ရှင်းပြထားပြီးတော့မှကာလကြာရင်းနှီးမြှုပ်နှံမှုတစ်ခုရဲ့အံ့ဩစရာရလဒ်ကိုဖော်ပြပေးထားပါတယ်။ Warren Buffett ဆိုတာကဒီကမ္ဘာပေါ်ကအချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်သူ့အသက်ငယ်ငယ်လေးကလေးကစပြီးသူကရင်းနှီးမြှုပ်နှံခဲ့တာကြောင့်ပါ။ဒီပြင်ကမှတစ်ခါမှသူရန်နာခဲ့ခြင်းမရှိပါဘူး။လူတွေမသိကြတာက Warren Buffett ရဲ့ပိုင်ဆိုင်မှုအများစုကသူ့အသက်50နောက်ပိုင်းမှာရရှိခဲ့တာပဲဖြစ်ပါတယ်။ပြီးတော့လည်းသူကအသက်ရှည်ရှည်နေနိုင်ခဲ့တာကြောင့်သူ့ရဲ့ယင်းနှိမ့်မြုပ်နှံမှုတွေအတွက်လည်းအကျိုးမြတ်ပိုထွက်လာအောင်အချိန်ပေးနိုင်ခဲ့ပါတယ်။ Buffett ကကောင်းတဲ့လာလာရှိတဲ့ company ကိုရွေးချယ်ယင်းနှိမ့်မြုပ်နှံတာမှာညံကောင်းခဲ့တဲ့အပြင်သူ့ရဲ့အဓိကလျှို့ဝှက်လက်နက်ကတော့ compounding ဆိုတဲ့ငွေအတိုးတက်ခြင်းဖြစ်တယ်ဆိုတာကိုသူကသဘောပေါက်ခဲ့ပါတယ်။သူတခါကပြောပုံအရသူ့ရဲ့ဘဝကြီးကတောင်ဆောင်ပေါ်ကလိမ့်ကျလာတဲ့နှင်းဘော်လုံးကြီးလိုပဲတဲ့အချိန်ကြာလိမ့်ဆင်းလာလေးအရွယ်ပမာဏကြီးမားလာလေးပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒါကစိတ်ရှည်သီးခံမှုနဲ့ဇွဲရှိလှုပ်ဆောင်မှုကငွေကြီးဆိုင်ရာအောင်မြင်မှုမှာအဓိကအရေးကြီးပါတယ်။လှုပ်ဆောင်ချက်သေးလေးတွေဆိုပြီးတော့ဘယ်တော့မှအထင်မသေးသင့်ပါဘူး။အထင်ကြာလာတာနဲ့အမျှကောင်းသောသို့မဟုတ်မကောင်းသောစာတို့ပွားများလာမှုကအသုံးချတဲ့ပေါ်မူတည်ပြီးတော့ကျွန်တော်တို့အတွက်အကျိုးရှိစေမလားမရှိစေဘူးလားဆိုတာကိုသိသာစေပါတယ်။ဥပမာပြောရရင်အနားယူခြင်းအတွက်စုဆောင်းတာမျိုးပါ။သင်ကသာအသက်ငယ်စဉ်ကလေးကငွေကြီးအနှဲငယ်ကိုလစဉ်စတင်စုဆောင်းလာမယ်ဆိုရင်ပြီးတော့ခွဲခြမ်းပြီးတော့ယင်းနှိမ့်မြုပ်နှံမှု portfolio ထဲမှာနည်းနည်းစီယင်းနှိမ့်လာမယ်ဆိုရင်သင်စီကိုအချိန်ကြာလာတဲ့အမျှငွေတို့ရရှိမှုကနေပြီးတော့အကျိုးမြတ်ဝင်နေမှာပဲဖြစ်တယ်လို့သင်ရဲ့ချွေးဝမှုကတိုးလာမှာပဲဖြစ်ပါတယ်။ဒါပေမဲ့သင်ကစုဆောင်းတဲ့နေရာမှာသို့မဟုတ်သင်ရှာလို့ရတာတဲ့ပို့ပြီးတော့သုံးဆွဲနေမယ်ဆိုရင်တော့သင်ရဲ့တိုးတက်လာမှုကငွေတို့မဟုတ်တော့ဘဲနဲ့ပြန်ဆက်ရခက်တဲ့ကြွေးတို့ဖြစ်လာမှာဖြစ်ပါတယ်။နောက်ထပ်သင်ခန်းစာကတော့ချမ်းသာလာခြင်းချမ်းသာမှုကိုထိန်းသိမ်းခြင်းပါပဲ။ဒါကလည်း The Psychology of Money စာအုပ်ထဲကငွေကြေးသင်ခန်းစာတစ်ခုပါပဲ။စာရေးသူရဲ့ပြောကြားချက်အရလူတွေကချမ်းသာကြွယ်ဝမှုကိုတိစောက်တဲ့နေရာမှာပဲအရန်ကိုအာရုံစိုက်နေကြပြီးတော့ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုမေးလျော့နေကြတယ်။ဒါကိုထိန်းသိမ်းတဲ့နေရာမှာတော့ချွေတာမှုနဲ့ကြောက်စိတ်အနှဲငယ်ပေါင်းဆက်ပါဝင်ဖို့လိုအပ်ပါတယ်။သူပြောသေးတာကချမ်းသာကြွယ်ဝလာဖို့ဆိုရင် risk တွေကိုလက်ခံတတ်ဖို့နဲ့အကောင်းမြင်တတ်ဖို့အပေါ်မူတည်ပါတယ်။တစ်ချိန်တည်းမှာပဲချမ်းသာကြွယ်ဝမှုကိုထိန်းသိမ်းထားနိုင်မှုကသတိရှိဖို့နဲ့အစိုးမြင်နိုင်မှုအပေါ်လည်းမူတည်ပါတယ်။ဒီအဆိုကြီးပေါက်ပြီးကမှပြန်ပြီးဆင်းရဲသွားတဲ့လူတွေဒါမှမဟုတ်အမွေတွေကြီးမားမားရပြီးကမှအလတ်အသက်ဖြုံးတိပလိုက်တဲ့လူတွေပြီးတော့လေစီးပွားရေးမှာအရန်အောင်မြင်ခဲ့ပြီးကမှမကောင်းတဲ့လုပ်ငန်းတွေမှာပြန်ပြီးဆုံးရှုံးခဲ့ရတဲ့လူတွေ
ဒါတွေကချမ်းသာလာပြီးမဲ့မထိန်သိမ်းနိုင်တဲ့လူတွေရဲ့ဥပမာတွေပဲဖြစ်ပါတယ်သူတို့ရဲ့ပတ်စံတွေကိုကန်ဆိုးမှုတွေကနေမကောင်းတဲ့ဆုံးဖြတ်ချက်တွေကနေဘလို့ထိန်သိမ်းရမယ်ဘလို့ကာကွယ်ရမလဲဆိုတာကိုသူတို့မသိကြပါဘူးသူတို့ထင်နေကြတာကပတ်စံတွေများများပိုရှိလေပိုပြီးတော့မှပျော်ရွှင်ရလေလို့တွေးမိခဲ့ကြတယ်ဒါပေမဲ့သူတို့ကမှားယွင်းခဲ့ကြပါတယ်အခြားတစ်ဖက်မှာတော့သူတို့ရဲ့ပတ်စံတွေကိုစုဆောင်းပြီးတော့ဉာဏ်ရှိရှိနဲ့ရင်းနှီးမြှုပ်နှံခဲ့ပြီးအချိန်ကြာကြီးတတောင့်တတနဲ့ရှင်သန်သွားကြတဲ့လူတွေဒါမှမဟုတ်အောင်မြင်တဲ့ကမ္ပဏီကြီးတစ်ခုကိုတည်ထောင်ပြီးတော့အကျိုးအမြတ်တွေကိုဝန်ထမ်းတွေကစတမာတွေနဲ့မျှဝေပြီးခံစားတဲ့လူတွေဒါမှမဟုတ်သူတို့ရဲ့ပတ်စံတွေကိုကောင်းကျိုးအတွက်လှူဒန်းပြီးတော့မှကဘာကြီးကိုအကျိုးဖြစ်စေတဲ့လူတွေဒါတွေကတော့ချမ်းသာမှုကိုဆက်ပြီးထိန်းသိမ်းနိုင်တဲ့လူတွေရဲ့ဥပမာပဲဖြစ်ပါတယ်သူတို့ကသူတို့ရဲ့ပတ်စံတွေကိုဘယ်လိုထိန်းသိမ်းပြီးတော့ဘယ်လိုကောင်းတဲ့ကိစ္စတွေမှာအသုံးပြုရမလဲဆိုတာကိုနားလည်ကြပါတယ်သူတို့တွေကကြွားဝါမှုတွေတခြားလူတွေရဲ့အထင်ကြီးစိတ်တွေကအရေးမကြီးပါဘူးဒါပေမဲ့သူတို့ကပျော်အောင်နေနိုင်ကြပါတယ်ချမ်းသာလာတဲ့လူတွေထဲမှာမှတမှုထူးခြားတဲ့ကျွမ်းကျင်မှုရှိတဲ့လူကသာချမ်းသာမှုကိုဆက်လက်ထိန်းသိမ်းနိုင်ကြတာပါပြောရမယ်ဆိုရင်တော့ချမ်းသာလာဖို့ဆိုတာကအခွင့်အရေးကိုရယူပြီးမျှော်လင့်ချက်တိုင်းလုပ်ကင်ဖို့ပါပဲဒါပေမဲ့ချမ်းသာမှုကိုထိန်းသိမ်းတာကတော့ဂရုတစိုက်နဲ့သတိအကြီးကြီးထားဖို့ပါပဲလူတစ်ယောက်ကငွေကြေးအောင်မြင်မှုကိုရရှိနိုင်မှုဆိုရင်ဒီရည်ချင်းတစ်ခုစလုံးကိုလိုအပ်ပါတယ်ဒါပေမဲ့ဒါတွေကိုဘယ်အချိန်မှာသုံးရမလဲဆိုတာကိုလည်းသိထားဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့သင်ကိုမပျော်ရွှင်စေတဲ့အရာတွေအပေါ်မှာပတ်စံတွေကိုမပြုံးတိမိစေဖို့ရှောင်ရှားဖို့ကအရေးကြီးပါတယ်ငွေကြေးနဲ့ပတ်သက်ပြီး Psychology of Money စာအုပ်ကနောက်ထပ်သင်ခန်းစာတစ်ခုကတော့သင်ကပုံပြောနိုင်လေအနိုင်ရနေပါပဲဒီအခန်းမှာတော့ Hauser ပြောပြတဲ့ပုံပြဆိုတာကအရန်ကိုဖြစ်ဖို့ခက်ခဲတဲ့ဖြစ်ရပ်တွေကိုပြောတာဖြစ်ပါတယ်ဒီမှာထပ်ပြီးတော့လည်းကံတရားဒါမှမဟုတ်ငွေကြေးဆိုင်အခွင့်အရေးတွေကိုရှင်းပြထားပါသေးတယ်တခြားလူတွေမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာကိုလုပ်ပြသွားပြီးတော့ပတ်စံတွေအကျိုးမြတ်တွေအများကြီးရှာသွားနိုင်တဲ့လူတွေကိုသင်ကြားဖို့ပါသလားဥပမာအနေနဲ့ပြောရရင်တော့ Walt Disney ဆိုတာကကတ်တုန်းကားတွေကစားကွင်းတွေနဲ့ကမ္ဘာလုံးဆိုင်ရာပြုပြင် Empire ကြီးကိုတည်ဆောက်ထားတဲ့လူပဲဖြစ်ပါတယ်ဒါကတော့ပုံမြင်နေတဲ့အကျိုးမြတ်ရှာသွားခဲ့တဲ့လူတစ်ယောက်ရဲ့ဥပမာပဲဖြစ်ပါတယ်ဒီလိုဖြစ်မျိုးကသူ့အပေါ်မှာအရန်ကိုကြီးမားတဲ့ငွေကြေးအောင်မြင်မှုကိုဖြစ်စေတဲ့အရန်ကိုရှားပါပြီးမမျှော်လင့်ထားတဲ့အဖြစ်မျိုးဖြစ်ပါတယ်ဒီလိုဖြစ်မျိုးတွေကပုံမှန်လည်းမဟုတ်သလိုခံမှန်းလို့လည်းမရပါဘူးဒါပေမဲ့သူတို့ကအရာအလုံးကိုတခဏအတွင်းပြောင်းလဲပြစ်လိုက်နိုင်ပါတယ်ပုံမြင်တွေကငွေကြေးလောကမှာဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုသင်ပို့ပြီးနားလည်နိုင်ဖို့ဆိုရင်တော့ပထမဆုံးသင်နားလည်ထားမှာကငွေကြေးရလဒ်တွေကညီမျှမှုမရှိပါဘူးဆိုတာပါပဲဒါပေမဲ့စာအုပ်ကြီးတိုင်းသွားမနေဘဲနဲ့တချို့အရာတွေမှာကထူးထူးခြားခြားအရာတွေလည်းပါဝင်လာတတ်ပါတယ်ဒါကြောင့်သင်ကငွေရှာနိုင်မှုအတွက်တစ်ချိန်လုံးမှန်နေစရာမလိုဘဲနဲ့တချို့ကြီးမားတဲ့ကိစ္စတွေလောက်သာမှန်မယ်ဆိုရင်ကိုအဆင်ပြေတယ်ဆိုတာပါပဲဒီပြင်ကိုသင်ကနှိမ့်ချသင့်ပြီးတော့သိလို့စိတ်ပြင်းပြသင့်ပါတယ်ဒါပေမဲ့ငါသာအကုန်သိဆိုတဲ့စိတ်မျိုးဒါမှမဟုတ်ကိစ္စတွေကဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတဲ့စိတ်မျိုးတွေမဝင်သွားမိစေဖို့လိုအပ်ပါတယ်စာအုပ်ထဲမှာပေါ်ပြထားတာကငွေကြေးရလက်အတော်များများကညီလူညီမျှခွဲဝေထားတာမဟုတ်ဘဲနဲ့အာဏာကြီးတဲ့ဥပဒေတွေနဲ့သတ်မှတ်ထားတယ်ဆိုတာပါပဲဒီဥပဒေတွေဆိုတာကအသေးစားဖြစ်ရလေးတွေကိုအခြေခံပြီးတော့ကြီးမားတဲ့ရလက်ကိုဖြစ်တည်စေတာပဲဖြစ်ပါတယ်နောက်သင်ခန်းစာတစ်ခုကတော့လွတ်လပ်မှုဆိုတာပါပဲ The Psychology of Money စာအုပ်ထဲကငွေကြေးနဲ့သက်ဆိုင်တဲ့သင်ခန်းစာ18ခုတွေကတစ်ခုပဲဖြစ်ပါတယ်စာရေးသူကယင်းနှိမ့်မြုံနှံသူတို့ဖြစ်ခြင်းနဲ့သူ့ရဲ့အိမ်မက်ချောင်းကိုပြောပြခဲ့ပါတယ်သူက stock share တွေကနေပြီးတော့ကျွဲဝချမ်းသာအောင်မြင်နေကြတဲ့လူတွေကိုထင်ကြီးပါတယ်သူ့ရဲ့အတွေးမှာလည်းသူကလည်းဒီလူတွေနဲ့ပူးပေါင်းလိုက်မယ်ဆိုရင်သူကိုယ်တိုင်လည်းပျော်ရွှင်ရပြီးတော့လူရင်းဆန္ဒတွေပြေဝလိမ့်မယ်လို့ထင်ခဲ့ပါတယ်သူကစူးစမ်းပြီးတော့ finance ဘိုင်းမှာဘွဲတစ်ခုရခဲ့ပါတယ်ပြီးတဲ့အခါနာမည်ကြီးယင်းနှိမ့်မြုံနှံမှု company တစ်ခုမှာဝင်ရောက်အလုပ်လျှောက်ခဲ့ပါတယ်သူ့ကိုအလုပ်ခန့်လိုက်ခြင်းမှာသူကအရန်ပျော်ခဲ့ပြီမဲ့သူ့ရဲ့အပျော်တွေကစိတ်ညစ်စရာတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ပထမဆုံးနေ့မှာပဲယင်းနှိမ့်မြုံနှံသူတွေကဘာကြောင့်ပတ်စံတွေအများကြီးရနေတယ်လဲဆိုတာကိုသူသိသွားခဲ့ပါတယ်ဒါကတော့ကျွန်တယောက်လိုအလုပ်လုပ်နေကြလို့ပါပဲမိုးမလင်းငင်ကလေးကအိယာကထားပြီးတော့မပြီးဆုံးနိုင်တဲ့စင်ကန်စာတွေအချက်လက်တွေကိုစစ်ဆေးရပါတယ်အဆုံးသက်ဆုံးဖြတ်ချက်တွေကိုလည်းချပြီးတော့ဒေါသထွက်နေတဲ့ client တွေတထေးတွေနဲ့လည်းရင်ဆိုင်ရပါတယ်ဒါအပြင်ကိုညာတဲ့အထိရုံးမှနေရပါသေးတယ်သူတို့မှာဝါသနာတွေမိတ်ဆွေတွေမိသားစုတွေအတွက်အချိန်မရှိပါဘူးအချိန်ပြည့်သူတို့ကဖိအားတွေနဲ့ရှင်သန်နေရပြီးတော့သူတို့ရဲ့ကျမ်းမာရေးနဲ့ပျော်ရွှင်မှုကိုငွေအတွက်စရီးထားရပါတယ်ဒီလိုတွေမြင်လိုက်ရချိန်မှာ Hauser ကသူ့စိတ်ထဲအညစ်ခံရတယ်လို့လှည့်စားခံလိုက်ရတယ်လို့ခံစားလိုက်ရပါတယ်သူ့ရဲ့အိမ်မက်ကိုအိမ်မက်ဇိုးကြီးတစ်ခုလိုစတင်တွေးလာခဲ့ပြီးတော့သူအမားတွေကျူးလွန်မိဗလားဆိုပြီးသိချင်နေခဲ့ပါတယ်သူဒီလောက်ကနေထွက်ချင်ခဲ့ပြီးမြဲသူကစာချုပ်တွေလက်မှတ်ထိုးထားမိတဲ့အပြင်ပေးစရာကြွေးတွေလည်းရှိတာကြောင့်မထွက်ဖြစ်ခဲ့ပါဘူးသူ့စိတ်ထဲပိတ်မိနေသလိုမျောလင်းချက်မဲ့သလိုခံစားခဲ့ရပြီးတော့မှသူသိလိုက်ရတာကပတ်စံကပျော်ရွှင်မှုရဲ့တော့ချက်မဟုတ်ဘူးဆိုတာပါပဲယင်းနှိမ့်မြုံနှံသူဖြစ်ရခြင်းကဆွဲမပွေရာကောင်းတဲ့သို့မဟုတ်လွယ်ကူတဲ့အသက်မဝင်ကြောင်မဟုတ်တာကိုသူသိခဲ့ရပါတယ်သူရဲ့ကိုယ်ပိုင်ဝါသနာနဲ့ဘဝရည်မှန်းချက်ကိုသူရှာဖွေရမယ်ဆိုတာကိုနားလည်ခဲ့ပါတယ်သူကသူ့ရဲ့အမှုချင်းတွေကိုပြောင်းလဲပစ်ခဲ့ပြီးတော့သူ့ရဲ့အခြေအနေကိုအကောင်းဆုံးဖြစ်အောင်ပြုပြင်ခဲ့ပါတယ်သူကကိုယ်ပိုင်ငွေကြေးစိတ်ပညာရဲ့ဆိုင်ရာနဲ့ပျော်ရွှင်မှုဒါတွေနဲ့ပတ်သက်တဲ့စာအုပ်တွေကိုစတင်ဖတ်ရှုခဲ့ပါတယ်ဒီလိုကနေယင်းနှိမ့်မြုံနှံမှုဆိုတာက stock မှာပဲမဟုတ်ဘဲနဲ့
ကိုမှလည်းပြုလုပ်နိုင်တယ်ဆိုတာကိုသူသိခဲ့ရပါတယ်သူ့ရဲ့ကျွမ်းကျင်မှုတွေသူ့ရဲ့ relationships တွေနဲ့သူ့ရဲ့ပတ်ဝန်းကျင်အစရှိသဖြင့်မို့သူ့ရဲ့အတွေ့အကြုံတွေနဲ့အတွင်းသတင်းတွေကိုသူ့ရဲ့ကိုယ်ပိုင် vlog မှာစတင်ရေးသားခဲ့ပါတယ်ဒီအချိန်မှာပဲသူကယင်းနှမြုံနှံတာထက်စာရေးတာကိုပိုပြီးနှစ်သက်တယ်ဆိုတာကိုသိလိုက်ရပါတယ်သူ့ရဲ့ဇာတ်လမ်းတွေနဲ့သင်ခန်းစာတွေကိုတခြားလူတွေနဲ့မျှဝေပေးရတာကိုသူကတော်တော်သဘောကျပါတယ်သူကပြန်ပြီးတော့လေကောင်းတဲ့မှတ်ချက်ကလေးတွေအားပေးမှုတွေကိုသူ့ရဲ့စာဖတ်သူပရိသတ်တွေစီကနေပြီးတော့ပြန်ရခဲ့ပါတယ်ဒီတော့မှသူ့မှာပါရမီနဲ့တက်ကြွစေမယ့်အသံတွေရှိတာကိုသူကသိပြီးတော့မှလူတွေကိုကူညီဖို့ကိုသူကဆုံးဖြတ်ခဲ့ပါတယ်သူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပို့ဖို့ဆုံးဖြတ်ခဲ့ပြီးစာရေးဆရာတစ်ယောက်ဖြစ်လာခဲ့ပါတယ်သူ့ရဲ့ယင်းနှမြုံနှံမှုကမ္ပဏီကအလုပ်ကိုထွက်ပြေးလိုက်ပြီးတော့မှ freelance စာရေးဆရာတစ်ယောက်အနေနဲ့စတင်လုပ်ခဲ့ပါတယ်သူကငွေကြေးယင်းနှမြုံနှံမှုအကြောင်းနဲ့ပျော်ရွှင်မှုအကြောင်းဆောင်းပါးတွေစာအုပ်တွေကိုရေးသားခဲ့ပါတယ်ဒီလိုနဲ့သူကနာမည်ကြီးလာခဲ့ပြီးတော့လေးစားခံရတဲ့စာရေးဆရာနဲ့ဟောပြောသူဖြစ်လာခဲ့ပါတယ်အရင်ကားတဲ့ပတ်စံအရာနေခဲ့ပြီးမြဲသူကပျော်ရွှင်နေပြီးတော့မှအရင်ကားတဲ့စိတ်ဆန္ဒတွေပြေဝခဲ့ပါတယ်သူ့ရဲ့စစ်မှန်တဲ့ဆန္ဒကိုရှာတွေ့ခဲ့ပြီးတော့ပျော်ရွှင်မှုဆိုတာကသင်မှာပတ်စံတွေဘယ်လောက်ရှိသလဲဆိုတာမဟုတ်ဘဲနဲ့ဒီပတ်စံတွေကိုအသုံးချပြီးအတိပ္ပယ်ရှိတဲ့ဘဝတစ်ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုသင်ယူခဲ့ရပါတယ်ထပ်ပြီးသူသိခဲ့ရတာကယင်းနှမြုံနှံမှုဆိုတာငွေရှာဖို့တစ်ခုတည်းအတွက်မဟုတ်ဘဲနဲ့ဒီကဘာကြီးထဲမှာခွဲပြားခြားနားမှုတစ်ခုကိုပါဖန်တီးဖို့ပဲဖြစ်ပါတယ်အောင်မြင်မှုဆိုတာကသင်ဘာယာထားတယ်ဆိုတာသို့မဟုတ်သင်ဘယ်လိုလူဖြစ်လာတယ်ဆိုတာကိုပါပြောတာဖြစ်တယ်လို့သိခဲ့ရတယ်မော်ဂန်ဟော့ဆာပြောကြားချက်အရလူတစ်ယောက်ပိုင်ဆိုင်နိုင်တဲ့အစွမ်းအကြီးဆုံး SS ကတော့နေတိုင်းအိယာကထပြီးတော့ငါလှုပ်ချင်တာကိုလှုပ်နိုင်တယ်ကြိုက်တဲ့အချိန်လှုပ်နိုင်တယ်ကြိုက်တဲ့လူနဲ့လှုပ်နိုင်တယ်ငါလိုချင်နေသူ၏ဘာမှမဆိုဖြစ်တယ်လို့ကြွေးကြော်နိုင်တာဖြစ်ပါတယ်ဒီဆောင်မုတ်နဲ့ပတ်သက်ပြီးသင်ရောသဘောတူပါသလားငွေကြေးဆိုင်ရာသင်ခန်းစာ18ခုထဲကနောက်တစ်ခုကတော့ဝီယော်ဒီကားတွေကလူတစ်ယောက်လို့စာရေးသူကနာမည်ပေးထားပါတယ်ဟောက်ဆာရဲ့ပြောကြားချက်အရလူတွေကတစုံတစ်ယောက်ကားကောင်းစားကြီးကိုမောင်းလာတာကိုမြင်တဲ့အခါကားမောင်းသူကိုထင်ကြီးရမယ့်အစားမောင်းနေသူနေရာမှာသူတို့ကိုယ်သူတို့မြင်အောင်ကြည့်တတ်ကြပါတယ်လူတွေကမြင်ရတဲ့ရုပ်ဝတ္ထုအပေါ်မှာပဲငွေကြေးကိုဗျံပရာသုံးဆွဲကြတာကြောင့်သူတို့ရဲ့ရေရှည်ငွေကြေးလုံခြုံမှုနဲ့ပျော်ရွှင်မှုကကိုဖျက်ဆီးပြစ်နေတာမျိုးဖြစ်လာနိုင်ပါတယ်ဒီပြင်ကမှရေလိုစိတ်ချနေမှုအတွက်ပျော်ရွှင်မှုကိုပါဖျက်ဆီးပြစ်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကလူမှုရေးနှိုင်းယှဉ်မှုတွေကိုရှောင်ရှားသင့်ပြီးတော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပန်းနိုင်နေတဲ့တန်ဖိုးတွေကိုပဲအာရုံစိုက်သင့်ပါတယ်ဒါကတော့ Tom ဆိုတဲ့လူတစ်ယောက်ရဲ့ပုံပြင်လေးပါ Tom က Ferrari ပြိုင်ကားတစ်စီးကိုပိုင်ဆိုင်နိုင်မှုအမြဲအိမ်မက်မက်ခဲ့ရသူပါသူကရှင်းနေတစ်ယောက်အနေနဲ့အလုပ်စူးစမ်းခဲ့ပြီးတော့ကားဝယ်နိုင်ဖို့အတွက်လုံလောက်တဲ့ငွေကြေးကိုစုဆောင်းခဲ့ပါတယ်သူထင်တာက Ferrari ကားကိုမောင်းရင်သူစိတ်ထဲအောင်မြင်မှုတွေကိုခံစားရပြီးတော့လုပ်ပေါ်ကံဘက်တွေ clients တွေကလေးစားလာလိမ့်မယ်ဆိုတာပါပဲလူတွေကသူ့ကိုအထင်ကြီးမှုတွေနဲ့အားကြကြလိမ့်မယ်လို့စိတ်ကူးရင်ပြီးတော့ကားကိုမောင်းနေလာခဲ့တယ်ဒါပေမဲ့သိမကြခင်မှာပဲသူသိလိုက်ရတာကသူ့ရဲ့ Ferrari ကသူလိုချင်တဲ့ပျော်ရွှင်မှုနဲ့အတိမတ်ပြုခံရခြင်းကိုမယူလာပြီးပဲနဲ့အထင်ကြီးလေးစားမှုအစားလူများစုကသူ့ကိုကြွားဝါတက်သူဆိုပြီးပြစ်တင်ကြရကြပါတယ်တချို့သောလူတွေကဆိုရင်သူ့ကိုမကောင်းတဲ့လူချမ်းသာဖို့ကိုဖျက်လန်းနေလိုက်ခဲ့တယ်လို့တောင်မှထင်ကြီးပေးခဲ့ကြပါတယ်။ Tom ကိုယ်တိုင်ကလည်းသူ့ရဲ့ဈေးကြီးတဲ့ကားကိုထိန်းသိမ်းရတာတွေအာမခံကြီးသွင်းရတာတွေပါကင်ကြီးတွေကြောင့်စိတ်ပီစီနေခဲ့ပါတယ်။ဒီပြင်ကမှတရားအောက်ကများသူ့ရဲ့ကားကိုချစ်သွားမလားဒါမှမဟုတ်သူ့ရဲ့အဖိုးတန်ကားကြီးကိုခိုးများသွားမလားဆိုတဲ့စိတ်နဲ့ပူလောင်နေရပါတယ်။သူ့ရဲ့ Ferrari ကသူ့ကိုပျော်ရွှင်စေတာမဟုတ်ဘူးဆိုတာကို Tom ကသတိထားမိခဲ့တယ်။ရကစားကတော့ကားမောင်းရတာကိုသဘောကျပြီးမြဲမကြခင်မှာတော့ပေါ့ပြက်ဖြစ်လာခဲ့တယ်။သူကတခြားကားတွေကိုကြည့်ပြီးသူကားထက်ပိုကောင်းလားဒါမှမဟုတ်ပိုမြန်လားလို့တွေးလာပါတယ်။သူကသူ့ရဲ့ Ferrari ကိုမချင်မနဲ့ဖြစ်လာပြီးတော့ကားအသစ်သို့မဟုတ်ပိုအဆင့်မြင့်တဲ့ model ကိုဝယ်ချင်လာပါတယ်။ Ferrari တစ်စီးကိုဝယ်လိုက်တာကြောင့်သူအမားလုံးမိချောင်းကို Tom ကသဘောပေါက်ခဲ့တယ်။စစ်မှန်သောတန်ဖိုးသို့မဟုတ်ပျော်ရွှင်မှုတို့ကိုယူဆောင်လာခြင်းမရှိတဲ့အဆင့်တန်းသင်္ကေတတစ်ခုအတွက်သူကငွေများစွာကိုဖြုံးတီးခဲ့မိချောင်းကိုသိလာခဲ့တယ်။ခီးထွက်ခြင်းလိုမျိုးကျွမ်းကျင်မှုအသစ်တွေကိုသင်ယူခြင်းလိုမျိုးသို့မဟုတ် Brighter လုပ်ငန်းကိုလှူဒန်းခြင်းလိုမျိုးပို့ပြီးတော့မှအထိပ္ပယ်ပြည့်ဝတဲ့ပြည်စုံတဲ့အရာတစ်ခုခုအတွက်သူ့ပတ်စံတွေကိုသုံးခဲ့ရင်ကောင်းသားလို့တွေးမိခဲ့တယ်။ဒီလိုနဲ့ပဲသူ့ရဲ့ Ferrari ကိုရောင်းပြီးတော့လက်တွေ့ကြပြီးဈေးသက်သာတဲ့ကားကိုဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ကိုယ်သူအခြားသူတွေနဲ့နှိုင်းယှဉ်ခြင်းကနေရပ်တန့်ပြီးတော့သူ့ရဲ့ရည်မှန်းချက်တွေနဲ့ပျော်ရွှင်မှုကိုပဲအာရုံစိုက်ဖို့ကိုကတိပြုခဲ့တယ်။ Morgan Housel ရဲ့ The Psychology of Money စာအုပ်ထဲကနောက်ထပ်သင်ခန်းစာတစ်ခုကတော့ချမ်းသာမှုဆိုတာသင်မမြင်ရတဲ့အရာလို့ဆိုပါတယ်။ယနေ့ခေတ်လူ့အဖွဲ့အစည်းမှာကျွန်တော်တို့ကချက်ချင်းလက်ငင်းခြေနဲ့ဆင်မဲ့ရုပ်ပုံတွေနဲ့ရုပ်ဝါဒတွေလူမှုရေးနှိုင်းယှဉ်ချက်တွေရုပ်ဝါဒီတတ်မှတ်ချက်တွေနဲ့အဆက်မပြတ်ဘုံကျဲခံနေရပါတယ်ကျွန်တော်တို့ကအခုချိန်မှာအရာအလုံးကိုလူချင်းတောင်းတနေတဲ့ရှင်ကျင်းမှုတစ်ခုမှနေထိုင်နေပြီးတော့တချို့လူတွေကဆိုရင်ဒီအတွက်ဘာတန်ဖိုးကိုမစိုးပေးနိုင်မှုအတွက်ကိုဆန္ဒရှိနေကြတယ်ခါဒါရှီယန်စတို့လိုဆွဲမှတ်ဖွယ်ရကောင်းပြီးလွန်ကဲတဲ့လူနေမှုပုံစံတွေနဲ့ကြော်ကြားသူတွေဩဇာလွှမ်းမိုးသူတွေရဲ့ပုံရိပ်တွေကိုကျွန်တော်တို့တွေ့မြင်နေရတဲ့မီဒီယာနဲ့ဆိုရှယ်မီဒီယာတွေကကျွန်တော်တို့ကိုလွှမ်းမိုးနေကြတယ်တချို့လူတွေကသူတို့ကိုအားကျပြီးသူတို့လိုဖြစ်ချင်ကြတယ်တချို့ကသူတို့မှာပစ္စည်းတွေအများကြီးရှိနေတာကြောင့်ပျော်ရွှင်ပြီးအောင်မြင်တယ်လို့ထင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကအဆအဆုံးမသိပါဘူး
ကြိုးစားမှုတွေနေနာခံမှုတွေရုန်းကန်မှုတွေကြာရှုံးမှုတွေနဲ့သူတို့ရဲ့အောင်မြင်မှုနောက်ွယ်ကအန်ဒီရယ်တွေကုန်ကြစိတ်တွေကိုကျွန်တော်တို့မမြင်ရပါဘူးသူတို့ရဲ့ပျော်ရွှင်မှုနောက်ွယ်ကအထီးကျန်ခြင်းနဲ့လွတ်နေတဲ့စိတ်ပိစီမှုတွေစိတ်တက်ကြတာတွေမတွေ့ရပါဘူးသူတို့ရဲ့ဆင်မှန်မှုနောက်ွယ်ကလိန်ညာလှည့်ပြားမှုတွေနဲ့အတူရောက်တွေကိုကျွန်တော်တို့မမြင်ရပါဘူးတချို့ကဆိုရင်တကယ်ချမ်းသာကြွယ်ဝလာတော့မဟုတ်ပါဘူးလို့ကျွန်တော်ထင်ပါတယ်သူတို့ကချမ်းသာရောက်နေချမ်းသာကြတာပါတချို့ကဆိုရင်မလိုအပ်တဲ့သို့မဟုတ်မနစ်သက်တဲ့အရာတွေကိုဝယ်ယူကြတယ်တချို့ကလည်းပြန်မဆက်နိုင်တဲ့ချင်းငွေတွေကိုရယူပြီးတော့မှသူတို့ရရှိလာတဲ့ပုံမသုံးဆွဲလို့နာမည်ကြီးရဲ့နေထိုင်မှုပုံစံကိုအတူယူဖို့ကြိုးစားလာကြတယ်သူတို့ကသူတို့ရဲ့ဥစ္စာပစ္စည်းတွေကိုအခြားသူတွေကိုပြသပြီးတော့သူတို့ရဲ့ကြွယ်ဝမှုကိုအတူကိုဖို့ကြိုးစားကြပါတယ်သူတို့ကသူတို့ရဲ့ဘဝကိုကျေနပ်တယ်လို့ဟန်ဆောင်ပြီးသူတို့ရဲ့ပျော်ရွှင်မှုကိုအတူယူဖို့ကြိုးစားကြပါတယ်သူတို့ရဲ့အောင်မြင်မှုတွေနဲ့အထောက်အထားတွေကိုလိမ်ညာပြီးတော့သူတို့ရဲ့အောင်မြင်မှုကိုအတူခိုးဖို့ကြိုးစားကြပါတယ်ဒါပေမဲ့ဒီ game ကသူတို့ရဲ့ငွေကြေးတွေကိုစိုးစိုးရွားရွားထိခိုက်စေုံသာမကကျမ်းမာရေးနဲ့အသက်ကိုပါထိခိုက်စေတဲ့အန္တရာယ်ရှိတဲ့ game တစ်ခုပါဒီလိုနဲ့ပဲဒေဝါလီခံရခြင်းအကျွေးတင်ပြီးတရားဥပဒေပြဿနာသို့မဟုတ်ထောင်ချခံပြီးတော့မှပေးဆက်ကြရပါတော့တယ်ဒီလိုနဲ့ပဲသူတို့ကကျမ်းမာရေးပြဿနာတွေစိတ်ပိုင်းဆိုင်ရာပြဿနာတွေစိတ်ဆွဲလန်းမှုပြဿနာတွေသို့မဟုတ်မိမိကိုယ်ကိုဖျက်လို့ဖျက်ဆီးနေပြောင်းလဲလာကြတယ်ဒီလိုနဲ့သူတို့ရဲ့မိတ်ဆွေမိသားစုဂုဏ်သတင်းသို့မဟုတ်ဂုဏ်သိက္ခာအထီးကိုပါဆုံးရှုံးလိုက်ရပါတယ်အချို့သောအခြေအနေတွေမှာတော့လူတွေကအထိပ္ပယ်မရှိတဲ့အကြောင်းပြချက်တွေနဲ့မှားယွင်းနေတဲ့အရာတွေကိုလိုက်ဖမ်းနေမိမှန်သဘောပေါက်သွားကြတယ်သူတို့ကတကယ်အသက်ရှင်နေတာမဟုတ်ဘဲနဲ့ဒီတိုင်းရှင်သန်နေုံတင်ဆိုတာကိုသူတို့သဘောပေါက်လာကြတယ်အဲ့တော့သင်ကိုယ်သင်ပြန်မေးရမယ့်မေးခွန်းအချို့ကဒီမှာပါချမ်းသာမှုနဲ့ပျော်ရွှင်မှုဆိုတာကိုသင်ဘယ်လိုသတ်မှတ်မလဲသင်ငွေသုံးလာတဲ့အထက်ကဘယ်အရာတွေကိုသင်မနှစ်သက်မလိုအပ်ဘူးလေသင်စုဆောင်းပြီးတော့ငွေရင်းနှီးမြှုပ်နှံတဲ့အရာတွေကသင်လိုအပ်ပြီးတော့သို့မဟုတ်နှစ်သက်တဲ့အရာအချို့ကဘာတွေလဲသင်မတတ်နိုင်တဲ့အရာတွေသို့မဟုတ်သင်ကိုမပျော်ရွှင်စေတဲ့အရာတွေကိုဝယ်ခြင်းစိတ်ကိုသင်ဘယ်လိုတွန်းလှန်မလဲချမ်းသာတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာဆင်းရဲနေသူတွေနဲ့သင်ကိုသင်မနှိုင်းရှင်မိအောင်သင်ဘယ်လိုရှောင်ရှားမလဲသင်ရဲ့လက်ရှိလိုအပ်ချက်တွေလိုချင်တာတွေကိုသင်ရဲ့အနာဂတ်ပန်းတိုင်တွေအိမ်မက်တွေနဲ့ဘယ်လိုချိန်ညှိမလဲပစ္စည်းတွေနဲ့အဆင့်တန်းတွေကိုဝယ်ယူပြစ်မဲ့အစားအချိန်နဲ့ရွေးချယ်မှုတွေကိုပိုရဖို့အတွက်သင်ပတ်စံကိုဘယ်လိုသုံးမလဲနောက်တော့သင်ခန်းစာတွေကိုဆက်ကြည့်လိုက်အောင် The Psychology of Money စာအုပ်ထဲကငွေကြေးသင်ခန်းစာ18ခုကတစ်ခုကတော့ငွေစုခြင်းဆိုတာပါပဲဒီအခါမှာငွေစုခြင်းဆိုတာချမ်းသာမှုနဲ့ပျော်ရွှင်မှုကိုတိဆောက်တဲ့နေရာမှာအရေးအကြီးဆုံးဖြစ်ကြောင်းကိုပြောပြပေးသွားမှာပါပတ်စံဘယ်လောက်စုဖို့လိုမလဲဆိုတာကိုသင်သိချင်ဘူးပါသလားသင်ငွေဘယ်လောက်ရှာနိုင်တယ်သို့မဟုတ်သင်ရင်းနှီးမြှုပ်နှံငွေဘယ်လောက်သုံးတယ်သို့မဟုတ်သင်ရဲ့အသုံးစရိတ်ပေါ်မှာမူတည်နေတယ်လို့သင်ထင်နေပါလိမ့်မယ်ဒါပေမဲ့စာရေးသူကဒါတွေထက်ပိုအရေးကြီးတာတစ်ခုရှိတယ်လို့ဆိုပါတယ်သင်ကပတ်စံဘယ်လောက်သိမ်းထားတယ်လဲငွေစုခြင်းဆိုတာကချမ်းသာမှုနဲ့လုံခြုံမှုကိုတိဆောက်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ငွေစုခြင်းဆိုတာကသေချာမှုနဲ့ဘေးကင်းပြီးတော့မှငွေရှာခြင်းသို့မဟုတ်ရင်းနှီးမြှုပ်နှံခြင်းဆိုတာတွေမှာကမသေချာမှုတွေနဲ့အန္တရာယ်လည်းရှိပါတယ်ဒါအပြင်ငွေစုခြင်းဆိုတာကကိန်းဂဏန်းနေတာမဟုတ်ဘဲနဲ့စိတ်နေစိတ်ထားတွေနဲ့စိတ်ခံစားမှုတွေပါဝင်ပါတယ်အခြားတစ်ဖက်မှာတော့သင်ကနှိမ့်ချယုံကြည်မှုရှိတယ်ဆိုရင်ငွေစုရလွယ်ပေမဲ့သင်ကမာနာကြီးအားငယ်နေမယ်ဆိုရင်တော့ငွေစုခြင်းကခက်ခဲနေမှာပါအခုငွေစုခြင်းဆိုတာကသင်ရဲ့ပျော်ရွှင်မှုကိုဆုံးရှုံးစေတာမျိုးမဟုတ်ဘဲနဲ့သင်ကိုတကယ်ပျော်ရွှင်စေတဲ့အရာတွေကိုသာရွေးချယ်စေတာဖြစ်ပါတယ်ဥပမာဈေးဝယ်ရတာကြိုက်တဲ့တငယ်ချင်းတစ်ယောက်ရှိတယ်ဆိုပါစို့သူမကလက်ဆယ်ဝက်စားဖက်နဲ့အသုံးဆောင်တွေနဲ့ဒိုလီမုတ်ဆအများပြားဝယ်ယူလေးရှိပါတယ်ဈေးဝယ်ခြင်းကသူမကိုပျော်ရွှင်စေတယ်ယုံကြည်မှုဖြစ်စေတယ်ပြီးတော့လည်းသူ့ရဲ့အလုပ်ကြိုးစားမှုအတွက်သူ့ကိုယ်သူစုချဖို့ထိုက်တန်တယ်လို့သူမထင်တယ်သူကမလို့အပ်ဘူးဒါမှမဟုတ်မတတ်နိုင်ဘူးလို့ထင်တဲ့အတွက်ပတ်စံအများကြီးမစုပြစ်ဘူးသူမငွေကိုသုံးပြီးတော့မှငွေပြန်ရှာတဲ့အပြင်ဒါကိုပဲခုံယူနေတတ်တယ်အခုမင်းမာကပတ်စံချွေတာတဲ့နောက်ထပ်တငယ်ချင်းတစ်ယောက်ရှိနေတယ်လို့တွေးကြည့်လိုက်ပါလာစင်လာတိုင်းသူမရဲ့ဝင်ငွေနဲ့အသုံးစရိတ်တွေကိုစင်ရင်လုပ်ပါတယ်သူမကလိုအပ်တာတွေကိုသာဝယ်ပြီးတော့ရန်ဖန်ရန်ခါမှာပဲသူလိုချင်တဲ့အရာကိုဝယ်ပါတယ်ပတ်စံချွေတာခြင်းကသူမကိုပျော်ရွှင်စေပြီးတော့ယုံကြည်မှုဖြစ်စေတဲ့အပြင်တာဝန်ယူမှုအတွက်သူ့ကိုယ်သူလေးစားတယ်လို့သူမကထင်မြင်ပါတယ်သူမကလိုအပ်တယ်လို့လည်းထင်တယ်လုံလဲလုံနိုင်တာကြောင့်သူမပတ်စံအများကြီးစုဆောင်းပါတယ်သူကငွေစုပြီးတော့ထိမ့်သိမ့်ဖို့ကြိုးစားတဲ့အပြင်နှိမ်ချမှုလည်းရှိပါတယ်စာရေးသူကချမ်းသာကြွယ်ဝမှုကိုတိဆောက်တယ်ဆိုတာသင်ရှာနိုင်တဲ့ငွေသို့မဟုတ်သင်ရဲ့ရင်းနှီးမြှုပ်နှံမှုကသင်ရရှိတဲ့ငွေပမာဏနဲ့မသက်ဆိုင်ပါပဲသင်ဘယ်လောက်စုဆောင်းထားသလဲဆိုတာနဲ့ပဲဆိုင်ပါတယ်လို့ပြောထားပါတယ် The Psychology of Money စာအုပ်ရဲ့နောက်ထပ်ငွေကြေးသင်ခန်းစာတစ်ခုကတော့မင်းနဲ့ငါလို့ခေါ်ပါတယ်ဒီအခါမှာကျွန်တော်တို့ကငွေနဲ့အောင်မြင်မှုကိုအခြားသူတွေနဲ့ဘယ်လိုနှိုင်းယှဉ်ကြသလဲဆိုတာကိုရှင်းပြထားတာပါဟော့ဆာကဒီကိစ္စဟာသဘာဝကျပေမဲ့အန်ဒီရရှိပြီးတော့မှားနေပါတယ်လို့ပြောထားပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဝင်ငွေအဆက်အသွဲအဆင့်အတန်းလိုနှိုင်းရအတိုင်းအတာတွေကိုအသုံးပြုပြီးတော့ချမ်းသာမှုနဲ့ပျော်ရွှင်မှုကိုတိုက်တာတာကြောင့်ဖြစ်ပြီးကျမ်းမာရေးလွတ်လပ်မှု relationship တွေလိုအကျွမ်းမဲ့တွေကိုအသုံးမပြုကြပါဘူး
ပြဿနာကတော့ဓာတွေကမနာလိုစိတ်တွေမပျော်ရွှင်မှုတွေနဲ့မှားယွင်းတဲ့မျှော်လင့်ချက်တွေကိုဖြစ်စေပါတယ်ဖြစ်နေတာကကျွန်တော်တို့ထက်တာလွန်တဲ့သူတွေနဲ့ကိုနှိုင်းယှဉ်မိနေကြတာဖြစ်ပါတယ်ကျွန်တော်တို့ထက်ပိုဆိုးပြီးတော့မှကွဲပြားတဲ့လူတွေနဲ့မနှိုင်းကြပါဘူးဒါကိုရှောင်ဖို့အတွက်ဆိုရင်သင်ကကိုယ်ပိုင်တိုးတက်မှုနဲ့တန်ဖိုးတွေကိုပဲဂရုစိုက်သင့်ပါတယ်သူများတွေဘာလုပ်နေတာဘာတွေရှိတာလဲကိုခေါင်းထဲမထည့်ပါနဲ့ဒီအခန်းကကျွန်တော်တို့ရဲ့အောင်မြင်မှုနဲ့ပျော်ရွှင်မှုအပေါ်အတိတ်ပဲဖွင့်ဆိုချက်ကိုပြန်လည်စဉ်းစားစေဖို့စိန်ခေါ်နေတာပါပဲဒီသင်ခန်းစာကသတိပေးနေတာကငွေတစ်ခုတည်းကပဲကျွန်တော်တို့ဘဝကိုကောင်းမွန်နေကြောင်းကိုပြသပေးနိုင်တဲ့အရာမဟုတ်ဘူးဆိုတာပါပဲကျွန်တော်တို့ကိုယ်တိုင်နဲ့အခြားသူတွေကိုအကဲဖြတ်တဲ့အခါမှာကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဘက်လိုက်မှုနဲ့စိတ်ခံစားချက်တွေကိုပို့ပြီးတော့မှသိရှိနားလည်စေဖို့အတွက်လည်းတွန်းအားပေးပါတယ်ကျွန်တော်တို့မှာရှိတဲ့အရာတွေအတွက်လည်းပဲပို့ပြီးကျေးဇူးတင်သင့်တယ်လို့အခြားသူတွေမှာရှိတဲ့အရာတွေကိုလည်းလေးစားသင့်ပါတယ်ဒီအခါမှာတော့နာမည်ကြီးမင်းသားနဲ့လူရှင်တော်ဂျင်ကာရီရဲ့ဇလန်းကိုဥပမာအနေနဲ့သုံးကြည့်ရအောင်ကာရီကဆင်းရဲတဲ့ဘဝကနေကြီးပြင်းလာတာဖြစ်တယ်လို့ဟာသလူရှင်တော်ဖြစ်အသက်မွေးဖို့ရုန်းကန်ခဲ့ရပါတယ်သူက Ace Ventura, The Max နဲ့ Dumb and Dumber အစရှိတဲ့ရုပ်ရှင်များစွာမှာပါဝင်ခဲ့ပြီးတဲ့နောက်ကျေပွင့်ဖြစ်လာခဲ့ပါတယ်သူကဒေါ်လာသန်းပေါင်းများစွာရရှိခဲ့ပြီးတော့ကြော်ကြားမှုနဲ့အတိမတ်ပြမှုများစွာကိုရရှိခဲ့ပါတယ်ဒါပေမဲ့သူကလည်းစိတ်ကြယောဂါနဲ့ကွာရှင်းပြတ်ဆဲခဲ့ရတာတို့သူ့ရဲ့လက်တွဲပေါ်ဟောင်းသိဆုံးခဲ့ရတာတို့လိုပုဂ္ဂိုလ်ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်းရင်ဆိုင်ခဲ့ရပါတယ်သူသိလိုက်ရတာကငွေချင်းနဲ့ကြော်ကြားမှုဆိုတာကသူ့ကိုပျော်ရွှင်မှုသို့မဟုတ်ပြည့်စုံမှုတွေကိုယူလာမပေးနိုင်ဘူးလို့သူနားလည်ခဲ့တယ်ခါရီတခါပြောဘူးတာကလူတိုင်းချမ်းသာပြီးကြော်ကြားပြီးတော့သူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်သင့်ပါတယ်ဒါမှအပြည့်မဟုတ်ဘူးဆိုတာသူတို့သိကြမှာပါတဲ့သူကသူ့ကိုယ်သူဖော်ပြဖို့နဲ့ဘဝရဲ့အဓိပ္ပာယ်တွေကိုရှာဖွေနိုင်ဖို့နည်းလမ်းတွေအဖြစ်ဝိညာဉ်ရေးဆိုင်ရာ spirituality နဲ့အနုပညာကိုစတင်လေ့လာခဲ့ပါတယ်သူကအောင်မြင်မှုပျော်ရွှင်မှုနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်ယူဆချက်တွေနဲ့မျှော်လင့်ချက်တွေကိုပြန်ပြီးမေးခွန်းထုတ်တယ်လို့အခြားသူတွေကိုသဘောကျနေမယ့်အစားသူ့အတွက်အရေးကြီးတဲ့အရာကိုပဲသူကိုယ်တိုင်ရှာဖွေခဲ့ပါတယ်ကြည့်ရတော့သူကဒီခိုင်းရဲ့အကြံပေးချက်ကိုလိုက်နာပုံပါပဲနောက်တစ်ခုကတော့အံ့အားသင့်စရာပါ The Psychology of Money စာအုပ်ထဲကငွေကြေးသင်ခန်းစာ18ခုထဲကတစ်ခုဖြစ်ပါတယ်ဒီအခန်းကတော့ငွေနဲ့ယင်းနှိမ့်မြုပ်နှံခြင်းကနေဘာတွေဖြစ်လာနိုင်လဲဆိုတာကိုသင်ပယ်သောအခါမှာမသိနိုင်ဘူးဆိုတဲ့အကြောင်းပါပဲစာရေးသူကကျွန်တော်တို့ကိုအံ့အားသင့်စေမယ့်အရာတွေအမြဲရှိနေတယ်လို့ဆိုပါတယ်ဒီအခန်းကငွေအောင်မြင်မှုနဲ့ပတ်သက်လာရင်နှိမ့်ချမှုနဲ့သတိရှိဖို့ကိုသတိပေးထားတာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ကအရာအားလုံးကိုထိန်းချုပ်နိုင်စွမ်းမရှိကြောင်းကိုလည်းပြသထားပြီးတော့မှမမျှော်လင့်ထားတာတွေကိုလည်းမျှော်လင့်ထားသင့်ပါတယ်ဒီထက်ကမှကျွန်တော်တို့ကစိန်ခေါ်မှုတွေဆုပ်ယုပ်မှုတွေနဲ့ရင်ဆိုင်လာရတဲ့အခါခန္ဓာရည်ရှိပြီးတော့မှတွန်းလှန်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်လူတွေကသူတို့ရဲ့ရည်မှန်းချက်သို့မဟုတ် viewer တွေကိုလွန်ကဲစွာမတွေ့တာသင့်မဲနဲ့အခြေအနေတွေပြောင်းလဲလာတာနဲ့အမျှပြုပြင်ပြောင်းလဲလို့စိတ်ရှိရပါမယ်ဒီအခန်းအတွက်အဓိပ္ပာယ်ရှိတဲ့ဥပမာတစ်ခုကတော့2020ခုနှစ်မှာကမ္ဘာစီးပွားရေးနဲ့လူမှုအဖွဲ့အစည်းကိုအနှောက်အယှက်ဖြစ်စေခဲ့တဲ့ COVID-19 ကူးစက်ရောဂါပါပဲဒီကရောဂါကဘယ်သူမှကြိုသိမထားတဲ့အံ့အားသင့်စရာဖြစ်ရတစ်ခုဖြစ်ပါတယ်ဒါကတန်းနဲ့ချီတဲ့သေဆုံးမှုတွေကူးစက်ရောဂါတွေပိတ်ဆို့ခြင်းတွေအလောက်ကန်ဆုံးရှုံးမှုတွေနဲ့ဈေးကွက်ပြတ်ခြင်းတွေကိုဖြစ်စေခဲ့ပါတယ်ဒါပေမဲ့လည်းကာကွယ်ဆေးတွေ remote work e-commerce နဲ့ digital ဖြောပြရေးတွေလိုအခွင့်အလမ်းတွေနဲ့စမ်းသပ်တဲ့တည်ထွင်မှုတွေကိုလည်းဖန်တီးပေးခဲ့ပါတယ်ကပ်ရောဂါကလူတွေရဲ့ငွေကြေးအစီအစဉ်တွေနဲ့ခံနိုင်အားကိုစမ်းသပ်ခဲ့ပြီးတော့လက်တွေ့လောကအသင်းနဲ့လာရောင်းကြီးတွေဖြစ်အောင်တွန်းအားပေးဖြစ်စေခဲ့ပါတယ်ဒီသင်ခန်းစာက margin of safety ဘေးကင်းမှုစည်းမျဉ်းရှိခြင်းရဲ့အရေးပါမှုလူတဦးရဲ့ဝင်ငွေရင်းမြစ်ကိုကွဲပြားစေပြီးတော့မသေးချာမြေယာမှုတွေကြားထဲမှာလာရောင်းကြီးတွေဖြစ်စေမှုတွေကိုဖော်ပြထားတာဖြစ်ပါတယ်နောက်သင်ခန်းစာတစ်ခုကတော့အမှားအတွက်နေရာချန်ထားပါ The Psychology of Money စာအုပ်ထဲကငွေကြေးသင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်စာရေးသူရဲ့ပြောကြားချက်အရတရားသင်ရဲ့ယင်းနှိမ့်မြုပ်နှံမှုမဟုတ်ပါဘူးတဲ့ယင်းနှိမ့်မြုပ်နှံမှုတွေကနေလူတဦးရဲ့ကိုယ်ပိုင်အမှုချင်းကိုခွဲခြားထားဖို့ဆိုတာကအရန်အရေးကြီးပါတယ်ဆိုလိုတာကသင်ရဲ့ယင်းနှိမ့်မြုပ်နှံမှုရလဒ်တွေကသင်ကိုဘယ်လိုလူဖြစ်ကြောင်းသတ်မှတ်သွားတာမျိုးမဖြစ်သင့်ဘူးဆိုတာပါပဲတခါတရံမှာလူကသူ့ရဲ့ယင်းနှိမ့်မြုပ်နှံမှုတွေအပေါ်စိတ်ပိုင်းဆိုင်ရာအရာတွေ့တာလုံးပြီးတော့မှခံစားချက်တွေကိုအခြေခံပြီးဆုံးဖြတ်ချက်တွေချတတ်ပါတယ်ဒါကယင်းနှိမ့်မြုပ်နှံမှုစမ်းဆောင်ရေးညံ့ဖျင်းမှုကိုဖြစ်စေနိုင်ပါတယ်ဥပမာအားဖြင့်သင်ယုံကြည်တဲ့ store တစ်ခုမှာယင်းနှိမ့်မြုပ်နှံတယ်ဆိုပါစို့ဒါပေမဲ့သင်ရဲ့စိတ်ခံစားမှုတွေကိုလွှမ်းမိုးခံလိုက်တာနဲ့စမ်းဆောင်မှုတွေကညံ့ဖျင်းလာပါတယ်သင်အထိတ်တလန့်ဖြစ်နိုင်ပြီးတော့ share တွေကိုအရှုံးစည်းနဲ့ရောင်းမိလိုက်နိုင်ပါတယ်ဒါကကောင်းတဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်မဟုတ်ပါဘူးဒါပြင်သင်ရဲ့ယင်းနှိမ့်မြုပ်နှံမှုတစ်ခုလုံးရဲ့စွမ်းဆောင်ရည်ကိုတောင်ထိခိုက်နိုင်ပါတယ်ဒီစိတ်ခံစားမှုဆိုင်ရာအတွေ့အတာမှုကိုရှောင်ရှားဖို့ကတော့သင်ရဲ့ယင်းနှိမ့်မြုပ်နှံမှုတွေဟာသင်ကဘယ်သူပါဆိုပြီးလူတအုပ်အဖြစ်ကိုစားမပြုတာကိုသတိရဖို့ကအရေးကြီးပါတယ်သင်ရဲ့တန်ဖိုးနဲ့ဉာဏ်ဉာဏ်သွေးကိုသင်ရဲ့ယင်းနှိမ့်မြုပ်နှံမှုရလဒ်တွေကမဆုံးဖြတ်ပါဘူးအဲ့ဒီအစာတိကျပြတ်သားတဲ့ယင်းနှိမ့်မြုပ်နှံမှုပန်းတိုင်တွေချမှတ်ပြီးတော့ရေရှည်စီမံကိန်းတစ်ခုကိုဆွဲဆွဲမြဲမြဲကင်ဆွဲပြီးတော့
သင်ရဲ့ portfolio ကိုခွဲခြားမြုပ်နှံတာကိုပဲအာရုံစိုက်လှုပ်ဆောင်ပါနောက်တစ်ချက်ကတော့ပတ်စံအများကြီးချီတာဒါမှမဟုတ်ကြက်ဥတွေအားလုံးကိုခြေထောက်တစ်ခုထဲမှာထည့်တာမျိုးကိုရှောင်ပါမမျောလင့်ထားတဲ့ဖြစ်ရပ်တွေသို့မဟုတ်အရေးပေါ်အခြေအနေတွေအတွက်အပေါ်ငွေအချို့ကိုအမြဲတမ်းသိမ်းဆည်းထားသင့်ပါတယ်ဒီလိုလုပ်ရတာကတော့သင်ထိန်းချုပ်နိုင်တဲ့အရာတွေအတွက်အာရုံစိုက်ပြီးတော့အစီအစဉ်တစ်ခုကြိုတင်ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်ဒါအပြင်သင်သားငွေဆုံးရှုံးရရင်ဘယ်လိုခံစားရမလဲသင်ဘဝအပေါ်ဘယ်လိုတိုက်ရောက်မှုရှိမလဲဆိုတာတွေကိုစဉ်းစားပြီးတော့ချမ်းသာမှုနဲ့အဆင့်တန်းကိုသာမကဘဲနဲ့ငွေကြေးလုံခြုံမှုနဲ့စိတ်အေးချမ်းသာမှုကိုပါရည်မှန်းထားသင့်ပါတယ် The Psychology of Money စာအုပ်ထဲကနောက်တဲ့ငွေကြေးနဲ့သက်ဆိုင်တဲ့သင်ခန်းစာတစ်ခုကတော့သင်ကပြောင်းလဲသွားပါလိမ့်မယ်ဒီအကြောင်းကိုဟော့ဆောက်ရှင်းပြထားတာကလူတွေကအနာဂတ်မှာဘယ်လောက်ပြောင်းလဲလာတယ်ဆိုတာရှော့တက်မိကြတယ်ဒါကသူတို့ရဲ့ငွေကြေးလိုအပ်ချက်တွေနဲ့နှစ်သက်မှုတွေကိုဘယ်လိုအကျိုးသက်ရောက်မယ်လို့ထင်ပါတယ်လဲဆိုလိုတာကတော့ကျွန်တော်တို့ကဘဝတစ်လျှောက်မှာအမြဲတမ်းပြောင်းလဲနေကြတယ်ဆိုတာပါပဲဒါကြောင့်လည်းကျွန်တော်တို့ရဲ့ငွေကြေးအစီအစဉ်တွေကိုအမြဲပုံသေးသတ်မှတ်ထားလို့မသင့်ပါဘူးဒါကတနေရာကနေစပြီးနောက်တစ်ခုနဲ့အဆုံးသတ်မဲ့ခရီးတစ်ခုလိုဖြစ်သွားနိုင်ပြီမဲ့လမ်းတစ်လျှောက်မတူညီတဲ့လမ်းကြောင်းတွေနဲ့ဥတီယာတွေကိုစူးစမ်းလေ့လာခဲ့တဲ့ပါတယ်လူတစ်ယောက်ကငယ်စဉ်ကချမှတ်ထားတဲ့တူညီတဲ့လမ်းကြောင်းကိုသို့မဟုတ်မြေပုံအပေါ်မှာပဲမူတည်ပြီးတော့မှရှောက်လန်းမနေသင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ရှောက်လန်းနေတဲ့ရှောက်မှာကျွန်တော်တို့စမ်းသပ်ခြင်းတဲ့အတွေ့အကြုံအသစ်တွေနေရာအသစ်တွေကိုတွေ့ရှိလာနိုင်ပါတယ်။ထပ်ပြောရရင်တော့လူတစ်ယောက်ကအနာဂတ်မှာဘယ်နေရာမှာအဆုံးသတ်မယ်သို့မဟုတ်ဘယ်နေရာမှာရှိနေမယ်ဆိုတာကိုကြိုသိနေသလိုမျိုးကိုမယူဆသင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ကပြောင်းလဲသွားနိုင်တယ်လို့မထင်မှတ်ထားတာတွေကိုလည်းတွေ့ကြုံလာနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ဒီသင်ခန်းစာကကျွန်တော်တို့ကိုအလိုက်တဲ့လိုက်ရောညီထွေစွာနေထိုင်နိုင်ဖို့နဲ့ချမှတ်ထားတဲ့အစီအစဉ်တွေရည်မှန်းချက်တွေကိုလိုအပ်လာရင်ပြောင်းလဲပြဖို့မကြောက်သင့်ကြောင်းကိုပြောပြနေတာဖြစ်ပါတယ်။ကိုမလိန်ညာပဲနေပြီးမိမိနဲ့မတူတဲ့တန်ဖိုးတွေမျှော်လင့်ချက်တွေရှိတဲ့တခြားလူတွေသို့မဟုတ်ပတ်ဝန်းကျင်ရဲ့စကားတွေအောက်ကိုလိုက်မပါသွားပါစေနဲ့။ဥပမာပြရရင်ကြောင်းမြန်တက်မယ်ဆိုတာကကျွန်တော်တို့ရဲ့ငွေကြေးအခြေအနေနဲ့ပျော်ရွှင်မှုကိုတက်ရောက်စေနိုင်တဲ့ဆုံးဖြတ်ချက်တစ်ခုပေမဲ့ဒါကလည်းကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုဝါသနာအခွင့်အရေးနဲ့အိမ်မက်တွေပေါ်မူတည်နေတဲ့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ကျွန်တော်တို့ငယ်စဉ်ကလုပ်ခဲ့တဲ့စီစဉ်ကြောင်းတော့ကြောင်းမြန်တက်တာမျိုးကမဖြစ်သင့်ပါဘူး။ဒါမှမဟုတ်အခြားသူတွေကြောင်းတက်နေတာနဲ့ပဲသင်ကအသက်ဆန်းတွေကိုသင်ကျင်လို့ဆိုပြီးတော့ကြောင်းပြန်မတက်သင့်တာမျိုးအလှုပ်အသစ်ပြောင်းလိုက်တာမျိုးကမလုပ်သင့်ပါဘူး။ထပ်ပြီးတော့ပြောရရင်သင်ရဲ့ငွေကြေးအခြေအနေနဲ့ဘဝနေထိုင်မှုပုံစံကိုလည်းသင်ရဲ့ပညာရေးဈေးတွေကိုကာမိစေဖို့နဲ့သင်ကိုအကျိုးဖြစ်စေဖို့အလိုက်တဲ့ပြောင်းလဲနိုင်အောင်လဲပြင်ဆင်ထားသင့်ပါတယ်။သင်ရဲ့ဆုံးဖြတ်ချက်အပေါ်တခြားလူတွေကဘလို့ပြောမယ်ဘလို့ထင်မယ်ဆိုတဲ့အပေါ်ကိုလည်းသင်ဟာစိတ်ပူမနေသင့်ပါဘူး။ကိုယ့်ရဲ့ရည်မှန်းချက်နဲ့စိတ်ဝင်စားမှုအနောက်ကိုလိုက်နိုင်တဲ့အတွက်သာကိုဂုံယူနေဖို့လိုပါတယ်။ဒီသင်ခန်းစာကကျွန်တော်တို့ကိုအမြင်ပွင့်လင်းဖို့လိုက်ရောညီတွေဖြစ်ဖို့တင်းကျပ်တဲ့ဂတိကဝတ်တွေသို့မဟုတ်မျှော်လင့်ချက်တွေများတဲ့မှာကိုတော့ခတ်မထားမိစေဖို့အပြင်ဒီသင်ခန်းစာကဒုတိယရဲ့ပြောင်းလဲနေတဲ့အခြေအနေသို့မဟုတ်ဆန္ဒတွေနဲ့မကိုက်ညီတဲ့ PR သို့မဟုတ်လူမှုရေးစံနှုန်းတွေနဲ့လွှမ်းမိုးမခံရစေဖို့ကိုလည်းကျွန်တော်တို့ကိုအသိပေးနေတာဖြစ်ပါတယ်။ The Psychology of Money စာအုပ်ထဲကငွေကြေးသင်ခန်းစာနောက်တစ်ခုကတော့ဘယ်အရာမှအလကားမရဘူးဆိုတာပါပဲ။စာရေးသူက stock ဈေးကွက်ထဲမကောင်းတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာငွေရှုံးသွားရတာကကျွန်တော်တို့ပြန်ပေးရတဲ့အဖိုးကဖြစ်တယ်ဆိုတာကိုပြောပြပေးထားပါတယ်။ဒါကြောင့်ရင်းနှီးမြှုပ်နှံမှုဆိုတာကလွယ်ကူမနေသလိုအလကားလည်းမရပါဘူး။ငွေကြေးစိတ်ခံစားမှုစတဲ့သူနဲ့သက်ဆိုင်ရာတန်ရာတန်ကြီးတစ်ခုကိုပြန်ပေးဆက်ရပါတယ်။ဒါကဘာနဲ့တူတယ်လဲဆိုတော့အထက်အောက်ထောက်လျှောက်သွားနေတဲ့မိုးပြန်ရထားပေါ်ကိုတက်စီးနေရတယ်လို့တခါတလေမှပျော်ရွှင်စေပေမဲ့တခါတလေမှတော့ဝမ်းနည်းစေပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကအရှုံးမပေးသင့်သလိုအရန်ကြီးလည်းပျော်ရွှင်နေတာမျိုးမဖြစ်သင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကိုမရောက်မချင်းကျွန်တော်တို့ရဲ့လိုက်ပါစီးနှင်းမှုကြီးကမပြီးဆုံးသေးလို့ပါကျွန်တော်တို့ကစီးနှင်းနေစဉ်အချိန်မှာခံစားသိယူသင့်ပြီးတော့မှတစ်ချိန်တည်းမှာပဲသွားနေတော့ခွန်ပေါက်နေမှုတွေလိန်ကောက်သွားတာတွေအတွက်လည်းပြင်ဆင်ထားသင့်ပါတယ်ဒီအပြင်ကမှလူကြီးရဲ့နောက်ကိုလည်းလိုက်မသွားမိဖို့အရန်ကြီးလည်းမဆွန့်စားမိဖို့ကိုဂရုစိုက်ရပါမယ်ဘာကြောင့်လဲဆိုတော့အခက်မသိရင်တိုင်းပြည်သွားနိုင်ပါတယ်ဥပမာပြရရင်အိမ်တစ်လုံးကိုဝယ်ယူလိုက်တာကအကျိုးမြတ်တွေအများကြီးပြန်ရစေနိုင်တဲ့ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပါနေရာတိုင်းရနိုင်မယ်တတ်တာရှိမယ်ပြီးတော့လုံခြုံမှုကိုရရှိနိုင်ပါတယ်ဆိုပေမဲ့သူ့မှာလည်းပြန်ပေးရတဲ့တန်ကြေးတစ်ခုရှိပါတယ်အိမ်အကျွေးသွင်းရတာမျိုးအခွန်အခတွေအာမခံခြင်းနဲ့ထိန်းသိမ်းပြင်ဆင်စရိတ်တွေစတာတွေပဲဖြစ်ပါတယ်တခါတလေမှာတော့အိမ်ရဲ့တန်ဖိုးကမြင့်တက်လာနိုင်ပြီးကျွန်တော်တို့ကိုပျော်ရွှင်စေနိုင်ပြီမဲ့တခါတလေမှာတော့တန်ဖိုးကျသွားနိုင်တာမျိုးပြင်ဆင်ဖို့လိုအပ်လာတာမျိုးတွေကြောင့်ကျွန်တော်တို့ကိုစိတ်ညစ်စေနိုင်ပါတယ်ဒီနေရာမှာလည်းသင်ကတခြားလူတွေအိမ်ဝယ်နေတာနဲ့ပဲသို့မဟုတ်ဒီလိုဝယ်လိုက်တာကသင်ကိုမြန်မြန်ချမ်းသာသွားစေနိုင်မယ်ဆိုတဲ့ထင်ကြီးမျိုးနဲ့လိုက်မဝယ်သင့်ပါဘူးမဖြစ်မနေဝယ်မယ်ဆိုရင်လည်းသင်ရဲ့လိုအပ်ချက်တွေငွေကြေးအခြေအနေတွေနဲ့ကိုက်ညီတဲ့ရေရှည်ခိုင်ခန့်မဲ့အိမ်မျိုးကိုပဲဝယ်ယူသင့်ပြီးတော့ခြားထဲမှာဖြစ်လာနိုင်တဲ့ဘယ်လိုပြဿနာမျိုးမဆိုမထင်ထားတာမျိုးကိုမဆိုရင်ဆိုင်နိုင်မှုကိုလည်းကြိုတင်ပြင်ဆင်ထားသင့်ပါတယ်နောက်သင်ခန်းစာတစ်ခုကတော့ဂျိုးချောင်းစီလျော်တဲ့စင်ကြုံတရားဆိုတာပါပဲဒါကလည်း The Psychology of Money စာအုပ်ထဲက
ငွေကြေးသင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ဒီသင်ခန်းစာကငွေနဲ့ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာကျွန်တော်တို့ကိုအမိကိုကင်းပြီးတော့မှဝေဖန်ပိုင်းခြားတတ်ဖို့သင်ပေးမှာဖြစ်ပါတယ်ငွေကြေးအောင်မြင်မှုနဲ့ပတ်သက်လာရင်အရာအလုံးကိုအဆင်ပြေစေမဲ့ဖြည့်ရှင်းနည်းဆိုပြီးမရှိဘူးဆိုတာကိုပြချင်တာဖြစ်ပါတယ်ဒီပြင်ကမှငါတို့ထပ်ပိုသိတာပဲအဲ့ဒီအတွေ့နဲ့တခြားလူတွေရဲ့အကြံနောက်ကိုလည်းလိုက်မလုံးမိစေဖို့သတိပေးထားတာဖြစ်ပါတယ်နောက်ပြီးတော့ဒီသင်ခန်းစာကကျွန်တော်တို့ရဲ့ကိုယ်ပိုင်အခြေအနေတွေကိုရိုးသားဖို့စစ်မှန်မှုအမှန်တိုင်းမြင်နိုင်ဖို့ကိုတွန်းအားပေးထားပြီးတော့တခြားလူတွေအတွက်မဟုတ်ဘဲနဲ့ကိုယ်တိုင်အတွက်အကောင်းဆုံးဖြစ်စေမဲ့နည်းဗျူဟာကိုရှာဖွေဖို့ကိုတိုက်တွန်းထားပါတယ်ဒီသင်ခန်းစာကိုပို့ပြီးတော့မှရှင်းရှင်းလင်းလင်းသိသွားစေဖို့အတွက်စာရေးသူရှင်းပြပေးထားတဲ့ဥပမာကတော့ Mark Zuckerberg ရဲ့အကြောင်းပဲဖြစ်ပါတယ် Facebook ကုမ္ပဏီရဲ့တည်ထောင်သူ CEO ဖြစ်တဲ့ Zuckerberg ကတော့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေကတယောက်ဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ငွေကြေးချင်းကပ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုပုံစံကအခြားသူတွေနဲ့ကွာခြားပါတယ်သူ့ရဲ့ကုမ္ပဏီကဘယ်ရှယ်ယာကိုမှထုတ်မရောင်းခဲ့တာ2012ခရကဖြစ်ပါတယ်သူ့ရဲ့ portfolio ကိုခွဲခြမ်းပြီးတော့မှသူလက်ခံထားတဲ့ risk ကိုအနည်းငယ် short ချနိုင်ပေမဲ့သူမလုပ်ခဲ့ပါဘူးသူကိုယ်တိုင်ကလည်းဇင်ခံပစ္စည်းတွေအဆင့်အတန်းသင်္ကေတပစ္စည်းတွေပေါ်မှာငွေသုံးဆွဲလိမရှိပါဘူးဒါပေမဲ့ Prida နဲ့ဒီတွင်ဗန်နီးမှုအပိုင်းမှာတော့တော်တော်များများသုံးဆွဲလိရှိပါတယ်သူ့တသက်တာအတွင်းမှာသူ့ရဲ့ Facebook ကရတဲ့69%ကို Prida ကိစ္စတွေအတွက်အသုံးပြုမယ်လို့သူကကတိပြုထားပါတယ်တမရိုးကြအကြံဉာဏ်တွေသို့မဟုတ်လူမှုရေးစံနှုန်းတွေကိုလိုက်နာရမယ့်အစားသူ့ရဲ့ကိုယ်ပိုင်မြင်တဲ့တန်ဖိုးကိုထားရှိခြင်းအပြင်သူကဒီစာအုပ်ရဲ့ဒီသင်ခန်းစာကိုတော့အသေးချာလိုက်နာပုံရပါတယ် The Psychology of Money စာအုပ်ရဲ့ငွေကြေးသင်ခန်းစာ18ခုတည်းကနောက်တစ်ခုကတော့အစိုးမြင့်ဝါဒရဲ့ဆွဲဆောင်မှုပဲဖြစ်ပါတယ်ဒီအခန်းကတော့အစိုးမြင့်ဝါဒဆိုတာဘယ်လိုတောင်မှဆွဲဆောင်နိုင်စွမ်းရှိပြီးတော့ယုံကြည်နိုင်သလိုလိုနဲ့တကယ်တမ်းမှာတော့မှားယွင်းပြီးတော့မှအန္တရာယ်ရှိတဲ့အရာဖြစ်တယ်ဆိုတာကိုရှင်းပြပေးမှာပါသူ့ရဲ့သဘောတရားတွေတက်သေးတွေနဲ့ကျွန်တော်တို့ကိုဆွဲဆောင်ဖျားယောင်းပြီးတော့မှသူ့ရဲ့ထောင်ချောက်ထဲကြာသွားချိန်မှာတော့လုံးဝပြန်မလွတ်ပြီးတော့ပဲနဲ့ကျွန်တော်တို့ကိုနာကျင်စေတာဖြစ်ပါတယ်ကျွန်တော်တို့ကအစိုးမြင့်ဝါဒရဲ့ထောင်ချောက်ထဲကိုလုံးဝအကြခံလို့မဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့ဒီထောင်ချောက်ကကျွန်တော်တို့ရဲ့အကောင်းမြင်စိတ်ကနေရရှိလာတဲ့အခွင့်အရေးတွေဆုလက်တွေကိုဆုံးရှုံးသွားအောင်လုပ်နိုင်စွမ်းရှိပါတယ်အခြားတစ်ဖက်မှာတော့လူတစ်ယောက်ကရှိနေတဲ့ပြဿနာတွေအန်ဒီရတွေကိုလစ်လျူရှုမထားသင့်ပါဘူးဒါပေမဲ့ဒါတွေကိုချက်ကားပြီးတော့လည်းမြင်နေတာမျိုးသူတို့ကြောင့်အားလုံးပျက်စီးတော့မယ်ဆိုပြီးတော့လည်းမြင်မနေသင့်ပါဘူးဒီလိုဖြစ်နေမဲ့အစားကိစ္စတွေကပူကောင်းလာနိုင်ပြီးတော့စိန်ခေါ်မှုတွေကိုကြော်လွှားနိုင်ရမယ်လို့စိတ်ထဲမှာအကောင်းမြင်ထားသင့်ပါတယ်ဒီပြင်ကမှအစိုးမြင်တဲ့မီဒီယာတွေသို့မဟုတ်သူတို့ရဲ့ကိုယ်ပိုင်အစီအစဉ်တွေသဘောထားအမြင်တွေရှိနိုင်တဲ့ကျွမ်းကျင်သူတွေကိုလည်းပဲနားမထောင်မိစေဘူးသတိပြုဖို့ကလည်းရေးကြီးပါတယ်ဥပမာအနေနဲ့ပြောရရင်သင်ဟာ store ဈေးကွက်မှာရင်းနှီးမြှုပ်နှံဖို့ပြင်ဆင်နေတယ်လို့ဆိုကြပါစို့သင်ကိုယ်တိုင်ကလည်းပဲလေးလာမှုတွေပြုလုပ်ထားတဲ့အပြင်သင်ရဲ့ portfolio ကိုလည်းခွဲခြမ်းထားရှိထားပါတယ်ဒါပေမဲ့ဈေးကွက်ကြီးကပြိုကျတော့မယ်ဆိုတဲ့သတင်းကြီးကိုပဲသင်ဟာဇက်တိုက်ကြည့်နေမိတယ်ဆိုရင်ဒီလိုမကောင်းတဲ့သတင်းကသင်ကိုဆွဲဆောင်သွားပြီးတော့မှသင်ကိုကြောက်စိတ်ကိုခြေခံတဲ့ဆုံးဖြတ်ချက်တွေရင်းနှီးမြှုပ်နှံမှုတွေကိုရောင်းချလိုက်တာဝယ်တဲ့ share တွေကိုမဝယ်မိတာစတာတွေကိုပြုလုပ်စေပြီးမှဖြစ်ပါတယ်ဒီလိုဒူးတုံနေတဲ့တုံ့ပြန်မှုကသင်ရဲ့ရေရှည်ငွေကြေးဖန်နိုင်အတွက်အကောင်းဆုံးဖြစ်လာမှာတော့မဟုတ်ပါဘူးဒီသင်ခန်းစာမှာဖော်ပြထားတဲ့နောက်ထပ်သင်ခန်းစာတစ်ခုကတော့စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်လိုက်ပါစီးပွားရေးတစ်ခုကိုစတင်တဲ့ဆိုတာကအန်ဒီရများမှန်ခက်ခဲမှန်းတော့သင်သိပြီးလောက်ပါပြီဒါတွေကိုသာသိခံပြီးတော့မှကြိုးပမ်းအားထုတ်လိုက်မယ်ဆိုရင်တန်ဖိုးတစ်ခုကိုဖန်တီးလိုက်ခြင်းပြဿနာတွေကိုဖြေရှင်းခြင်းဝင်ငွေတစ်ခုကိုဖန်တီးခြင်းအစားရှိတဲ့အကျိုးမြတ်တွေအများကြီးရှိလာနိုင်ပါတယ်ဒါပေမဲ့သူ့မှာလည်းရှင်ပြိုင်ခြင်းစီးမြင်တွေမသေးချာမှုတွေအစားရှိတဲ့စိန်ခေါ်မှုတွေလည်းအများကြီးပါဝင်လာမှာဖြစ်ပါတယ်အဓိကပြောချင်တာကတော့သင်ကအကောင်းမြင်တတ်တဲ့ဆိုယုံရိုးသားတဲ့ဆိုယုံနဲ့တော့သင်ဟာစီးပွားရေးလုပ်ငန်းတစ်ခုကိုမစသင့်ပါဘူးသင်မှာအမြင်ရှိမှပြီးတော့စီစဉ်ရှိမှသင်ကစီးပွားရေးလုပ်ငန်းကိုစတင်သင့်ပါတယ်ဒီပြင်ကိုသင်ကအလုပ်စ조사ခြင်းစိတ်ရှိရပါမယ်ပြီးတော့သင်ရဲ့အမှားတွေကနေသင်ယူလိုစိတ်ရှိရမှာဖြစ်ပါတယ်သင်ကအစိုးမြင့်ဝါဒအသုံးဖို့ဒီဥဒန်းတဲ့စိတ်တွေကိုလည်းရှောင်ရှားရပါမယ်ဘာကြောင့်လဲဆိုတော့ဒီအရာတွေကသင်ကိုအရှုံးပေးစေနိုင်တာမျိုးအခွင့်အရေးတွေလည်းချော်သွားစေနိုင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်အချင်းချုပ်ပြောရရင်တော့မျှော်လင့်ချက်ရှိပါဒါပေမဲ့လက်တွေ့ကျဖို့လိုပါတယ်ပြီးတော့အောင်မြင်မှုဆိုတာကဒေချာပေါအာမခံဖို့မလွယ်ကူပေမဲ့မဖြစ်နိုင်တာတော့မဟုတ်ပါဘူးနောက်သင်ခန်းစာကတော့သင်ကဘယ်အရာကိုမဆိုယုံကြည်သွားတဲ့အခါဆိုတာပါပဲဒီ Psychology of Money စာအုပ်ထဲကငွေကြေးသင်ခန်းစာ18ခုထဲကတစ်ခုပါဟောက်ဆိုရှင်းပြထားတာကပုံမြင်တွေကဆွမ်းအားပြင်းပြီးတော့ဆွဲဆောင်နိုင်ပေမဲ့ပြည့်စုံမှုမရှိတဲ့အပြင်လမ်းကြောင်းကိုချော်သွားစေနိုင်ပါတယ်လူတွေကတန်တရားဝင်ပြီးစူးစမ်းလိုစိတ်ရှိတင်ပါတယ်ပြောတဲ့ဇလန်းတွေကိုအစစ်မှန်လို့တန်ဖိုးမထားသင့်ပါဘူးဒီအခန်းကတော့ကျွန်တော်တို့ယုံကြည်ခြင်းတဲ့အရာကိုဘလို့ယုံကြည်တယ်လဲဆိုတာနဲ့မယုံကျင်တာကိုကြတော့လစ်လျူရှုထားပုံအကြောင်းပဲဖြစ်ပါတယ်အဲ့ဒါကရေစစ်တစ်ခုလိုပါပဲကျွန်တော်တို့ရဲ့အမြင်တွေထင်မြင်ယူဆချက်တွေနဲ့ကိုက်ညီတဲ့အချက်အလက်တွေကိုသာအထဲကိုပေးသွင်းပြီးတော့ဒါတွေနဲ့မကိုက်တဲ့သို့မဟုတ်
စကြဝဠာဖြစ်စေတဲ့အချက်လက်တွေကိုပိတ်ဆို့လိုက်ကြပါတယ်ကျွန်တော်တို့ရဲ့ယုံကြည်ချက်ရည်စည်ကြီးကိုအားမကိုးသင့်ပါဘူးဘာကြောင့်လဲဆိုတော့ဒါကကျွန်တော်တို့ကိုအမှန်တရားနဲ့လက်တွေ့ကနေလွဲချော်သွားစေနိုင်ပါတယ်သင်ကြားသမျှဖတ်ဖူးသမျှအားလုံးကိုမယုံလိုက်ပါနဲ့ဒါပေမဲ့သင်မကြိုက်တဲ့သို့မဟုတ်သဘောမတူတဲ့အရာအားလုံးကိုကြားရမယ်လို့လည်းမဟုတ်ပါဘူးသင်ကပွင့်လင်းမြင်သာပြီးတော့စူးစမ်းလိုစိတ်ရှိရမယ်ပြီးတော့ဇလန်းရဲ့ကွဲပြားတဲ့ဘက်အချမ်းကိုနားလည်ဖို့လည်းကြိုးစားသင့်ပါတယ်ဒါပြင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဘက်လိုက်မှုနဲ့စေစော်မှုတွေကိုသတိပြုမိပြီးတော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်နိုင်စွမ်းတိမ်မြုပ်သွားတာမျိုးမဖြစ်ပါစေနဲ့ကျွန်တော်တို့ကြားလိုတာများကိုပဲပြောပြနေတဲ့လူတွေကိုသတိထားပါဒါပေမဲ့သူတို့ရဲ့ကိုယ်ပိုင်ကြိုးစည်းပါသို့မဟုတ်အစီအစဉ်များရှိမဲ့လူကိုတော့နားထောင်ပါဥပမာစားတော့ရွေးချယ်ခြင်းဓာတ်ရက်ကသင်ချမ်းမိုင်းနဲ့နေထိုင်ကောင်းမှုကိုတက်ရောက်စေနိုင်တဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့လည်းဒါကအငင်းပွားပွေရာဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးတော့ငင်းကုန်မှုအများပြားကိုဖြစ်ပေါ်စေနိုင်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကြားရတာကောင်းတာကြောင့်သို့မဟုတ်လူကြိုက်များတာကြောင့်ခင်မိတာကြောင့်ဆိုပြီးတော့မှဓာတ်ရတစ်ခုကိုမရွေးချယ်ပါနဲ့သိပ္ပံနည်းကျသက်သေအထောက်ထားတွေပေါ်ခြေခံပြီးတော့သင်ရဲ့လိုအပ်ချက်တွေနှစ်သက်မှုတွေနဲ့ကိုက်ညီတဲ့ဓာတ်ရက်ကိုသာရွေးချယ်ပါအချက်လက်အသစ်တွေတွေ့ရင်သို့မဟုတ်စိုးကျိုးတွေခံစားရရင်သင်ရဲ့ဓာတ်ရက်ကိုပြောင်းလဲပြဖို့ကိုလည်းတွေးထားသင့်ပါတယ်သင်ရဲ့ဓာတ်ရက်ရွေးချယ်မှုကိုစိန်ခေါ်နိုင်စေတဲ့အချက်လက်သို့မဟုတ်တုံ့ပြန်ချက်တွေကိုလစ်လျူရှုထားတာဒါမှမဟုတ်ညှင်းပယ်တာတွေကိုဘယ်တော့မှမလုပ်သင့်ပါဘူးသူတို့ကိုယ်ပိုင်အမျက်စွန်းသို့မဟုတ်ယုံကြည်ချက်ရှိတဲ့အချို့သောဓာတ်ရက်တွေကိုအယောင်မြင့်တင်သူတွေဒါမှမဟုတ်လည်းရောင်းချသူတွေကိုရှောင်ကျဉ်ပါအဲ့ဒါနဲ့တခြားအကြောင်းအရာတွေကိုဆက်သွားကြရအောင် The Psychology of Money စာအုပ်ထဲမှာ Morgan Housel ကကျွန်တော်တို့ရဲ့စိတ်ခံစားမှုအခြေခံအတွေ့အကြုံတွေနဲ့တန်ဖိုးတွေပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ရဲ့ငွေကြေးရွေးချယ်မှုတွေနဲ့ရလဒ်တွေကိုပုံဖော်ပေးသွားတယ်လဲဆိုတာကိုပြသပေးသွားပါတယ်။ရှင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်တွေမှာကျွန်တော်တို့ရဲ့ငွေကိုလမ်းညွှန်ပေးလေးရှိတဲ့ကျွန်တော်တို့ရဲ့အသေးစိတ်နဲ့ယူဆချက်တွေကိုမေးခွန်းပြန်ထုတ်ဖို့သူကစိန်ခေါ်ခဲ့ပါတယ်။ပတ်စံဆိုတာဂိမ်းကနန်းနဲ့ယုတ်တိဗေဒတသက်ထက်ပိုတယ်ဆိုတာကိုပြသပေးသွားခဲ့ပါတယ်။ဒါကကျွန်တော်တို့ရဲ့စိတ်ပညာနဲ့ကိုယ်ရည်ကိုယ်သွေးရောင်ပြန်ဟမ်းမှုတစ်ခုလည်းဖြစ်ပါတယ်။ဒီအောင်အောင်ဖွယ်ရာစာအုပ်ကသင်ရဲ့ကိုယ်ပိုင်စိတ်ထောင်ချောက်တွေကိုမြင်လာစေပြီးတော့မှဘယ်လိုကျော်လွှားရမလဲဆိုတာကိုပိုသိလာစေဖို့ကူညီပေးနိုင်ပါတယ်။ဒီနေ့မှာတော့ Psychology of Money ရဲ့မတူညီတဲ့ရှုထောင့်တွေကိုရှင်းပြထားတဲ့သင်ခန်းစာ18ခုကိုမျှဝေလိုက်ပါတယ်။ပြောရရင်တော့ငွေချင်းနဲ့ပတ်သက်လာရင် Psychology ဆိုတာကသင်္ချာဆိုတာထက်ပိုပြီးတော့မှအရေးကြီးပါတယ်။ဆိုလိုတာကငွေချင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ရဲ့တွေးခေါ်ပုံတွေခံစားချက်တွေကကျွန်တော်တို့ငွေနဲ့ဘယ်လိုပြုမှုတယ်လဲဆိုတဲ့အပေါ်တက်ရောက်မှုရှိပါတယ်။ပြီးတော့ငွေနဲ့ပြုမှုပုံကကျွန်တော်တို့မှာငွေဘယ်လောက်ရှိတယ်ဆိုတာနဲ့ဒီအပေါ်မှာကျွန်တော်တို့ဘယ်လောက်ကျေနပ်မှုရှိတယ်ဆိုတာကိုဆုံးဖြတ်ပါတယ်။ဒါပေမဲ့လည်းအတွေ့အကြုံနဲ့စူးစမ်းလေ့လာခြင်းကသာပတ်စံရဲ့အကောင်းဆုံးဆရာတွေပဲဖြစ်ပါတယ်။သင်လိုအလားတူငွေကြေးအခြေအနေတွေကိုကင်တွယ်ဖြည့်ရှင်းခဲ့ကြတဲ့အခြားသူတွေရဲ့ပုံမြင်များနဲ့ဥပမာတွေကနေအပြင်သင်ကိုယ်တိုင်တွေ့ကြုံရမယ့်အောင်မြင်မှုတွေကြာရှုံးမှုတွေကနေသင်ကသင်ယူနိုင်ပါတယ်။အချိန်ဆိုတာကငွေကြေးအောင်မြင်မှုရဲ့အဆုံးစွန်ဆုံးသောတိုင်းတာဖြစ်ပါတယ်။ငွေဆိုတာသင်အတွက်အရေးကြီးဆုံးအရာတွေအတွက်အချိန်ပိုဝယ်နိုင်မှုအကူအညီပေးနိုင်တဲ့ကရိယာတစ်ခုဖြစ်ပါတယ်။သင်အချိန်ကိုထိန်းချုပ်နိုင်လေသင်ပုံမအောင်မြင်လာလေဖြစ်ပါတယ်။ဒီထက်ပိုပြီးတော့မှကျွန်တော်ကငွေကိုချွေတာပြီးတော့မှအသုံးစိတ်နေတာကငွေချေးလွတ်လပ်မှုကိုရရှိဖို့အကောင်းဆုံးနည်းလမ်းလို့ဆွေးနွေးထားပါတယ်။ငွေစုချင်းဆိုတာကကျွန်တော်တို့ရဲ့အတ္တနဲ့ဝင်ငွေကြားကွာခြားချက်ဖြစ်ပြီးတော့အသုံးစိတ်ဆိုတာကကျွန်တော်တို့ရဲ့ဝင်ငွေနဲ့ဆန္ဒတွေရဲ့ကြားကွာခြားချက်ကိုမြင်ခဲ့ရပြီးဆိုတာပဲဖြစ်ပါတယ်။ဒီကွာခြားချက်တွေကပိုပြီးကြီးမားလေကျွန်တော်တို့ကပိုပြီးတော့မှချွေတာလေးဖြစ်ပြီးတော့မှအလုပ်လုပ်ရတာနဲလာလေးပါပဲငွေကြေးဆိုင်ရာအမားတွေကိုရှောင်ရှားဖို့ကတော့နှိမ်ချမှုနဲ့လိုက်ဝန်းကျင်တွေဖြစ်အောင်လှုပ်ဆောင်မှုတွေကအကောင်းဆုံးနည်းလမ်းတွေဖြစ်ပါတယ်ကြိုတင်မှန်းဆလို့မရတဲ့အရာအလုံးကိုမသိချောင်းဝန်ခံသင့်ပါတယ်ပြီးတော့လည်းကျွန်တော်တို့ကအနာဂတ်နဲ့အရာအလုံးကိုထိန်းချုပ်လို့မရနိုင်ပါဘူးဒါပေမဲ့သတင်းအချက်လက်အသစ်တွေသို့မဟုတ်အခြေအနေအသစ်တွေပေါ်ပေါက်လာရင်တော့ကျွန်တော်တို့ကပြောင်းလဲဖို့အသင့်ရှိနေသင့်ပါတယ်အမားတွေကနေလည်းသင်ယူခဲ့ရပါမယ်ငွေရဲ့စီးမြင့်တွေကိုတည်ပြီးပြီဆိုရင်တော့ချမ်းသာလာဖို့အတွက်လက်တွေ့ကျင့်သုံးမှုလိုပါတယ်